Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
တွေကဘာလူမျိုးလဲရှင်ခလားလူမျိုးပါရှင်မေရောတရုတ်လူမျိုးပါရှင်ဒီမလေးတို့ကဘာဘာသာကိုကိုွယ်ရလဲထေရဝါဒဗုဒ္ဓဘာသာစစ်စစ်ဒီမျိုးပါရှင်ဒီနေ့ဘာအလင်္ကာလေးနဲ့ပူဇော်ပါလဲနမောတတ္တကာရောနိတတမြတ်လုံးပညာမြတ်လုံးသုခာပိပြုသောဖြစ်ပါရဲ့ရှင်မောတတကာရတော်လေးနဲ့ဆိုပူဇော်ပေးပါဦးရှင်နမောဆက်လက်ပြီးတော့တရားမျက်လုံးနှင့်ပညာမျက်လုံးကာရတော်ပြည်ရွှေစုပူဇော်ပေးပါအောင်ရှင်လူတရားမှာတဲ့ဟာဇုံလုံးကနေရှာဘာမမနေပါငါကျေငါစေမ
လုပ်ပြီးပါတဲ့ ယောဂီမှာချီယောဂီပူဇော် ယောဂီတို့မှာဒီတရားမျက်လုံးနဲ့ပညာမျက်လုံးဆိုင်ရလေးရှိရင်နောက်တစ်ခေါက်ရွေးဆက်လုပ်ပြီးတော့ပါရှင် ငါစားတော့ဘာလို့ငါစားတော့ဘာလို့ နောက်ဆုံးတော့ ငါဆုံးကဝေးကြီးလေးပါပဲပါတယ် ပါဘူးဆောင်းလည်းမပါဘူးဆောင်းမပါဘူးလေဆရာ တော့တက်ဆာရောက်နေတာတော့တက်ဆာရောက်နေ ဆောင်းတယ်မပါဘူးလေ တော့ဆာရောက်တော့နေတာနောက်ဆုံးကဝေးကြီးပဲပါတယ်နောက်တော့ပြဆောတော့နောက်ထုတ်တဲ့ဆိုတာကဝေးကြီးလေးပဲမပါဘူးကျွန်တော်ရိုက်နေတာမပါဘူးဆိုတာအဲ့ဒါဘလို့မင်းတို့ခရီးမပြော ယောဂီများရှင်မိမိတို့မှာလူရန်ဝေငါလာတော့တင်တန်းမှုစာအုပ်ရဲ့စာမျက်နှာ30 44 59 ခုစာရွက်လေးတွေခောက်ထားပေးပါရှင်စာမျက်နှာ30ကိုခောက်ထားပေးပါရှင်စာမျက်နှာ44ကိုခောက်ထားပေးပါရှင်စာမျက်နှာ59ကိုခောက်ထားပေးပါရှင်စာမျက်နှာ30တွင်ရှိသောဒုက္ခသစ္စာပါဠိစာမျက်နှာ44တွင်ရှိသောသမုဒယသစ္စာပါဠိနှင့်စာမျက်နှာ59တွင်ရှိသောနိရောဓသစ္စာပါဠိတို့ကိုပူဇော်မှာဖြစ်ပါရဲ့ရှင်ဒီသာပါသောဓမ္မမထေရယောဂီတို့လည်းပေါင်းလို့ရှိသင်္นานမှုစာအုပ်အသေးလေးရဲ့စာမျက်နှာ30တွင်ရှိသောဒုက္ခသစ္စာပါဠိတို့ပူဇော်ကြပါစို့ရှင်ယောဂီများလည်းပူဇော်ပေးတော်မူကြပါရှင်ဣဒံခောမာနာဘေကဝေသောခေရိယသစ္စာဇာတိပိဒုက္ခဇရာပိဒုက္ခญาတိပိဒုက္ခမရဏပိဒုက္ခအပိယေတိသံဃယောဒုက္ခပိယေတိဝေကယောဒုက္ခယံခေသနာလေပတိကံပိဒုက္ခအခေတိနာမေစု
ဘေးကပြိတလုံးပိုနေတာလေးကိုဖြတ်မှဖြစ်ပါရဲ့ရှင်ယောဂီများရှင်စာမျက်နှာ44ပင်ရှိသောသမှုရိယသစ္စာပါဠိကိုပူဇော်ကြပါလို့ရှင်ဣဒံခောမာနာမေခဝေဒုက္ခသမုဒယရိယသစ္စာယာရှင်စာမျက်နှာ59နှစ်တည်းရှိသောနိရောဓသစ္စာပါဠိတော်ကိုပူဇော်ကြပါလို့ရှင်ဣဒံခောမာနာမေခဝေဒုက္ခနိရောဓရိယသစ္စာယောတကာယေဝဆိုရင်ဣတံခောပါဏဘိက္ခဝေဘေးမှာပူနေတဲ့ဒုက္ခဝေပါဠိကိုအပူဖြစ်နေတဲ့အတွက်မိချစ်ပေးတာပါရှင်ဟလာဒီနေ့တော့ဒီသမီးလေးနှုတ်ကနေပြီးတော့ဆရာပူဇာတရားဝဲပူဇော်ကာရာကိုရုပ်ပတ်ပူဇော်ပြီးတော့ဓမ္မဒါနပြုတယ်ပေါ့သူတို့တွေအမှန်တန်ပြတ်တဲ့အယူသွဲမျိုးရိုးနှစ်ခုကိုတရုတ်တွေဆိုတာလည်းမဟာယာနထင်တက်လာတဲ့အခါကျတော့ဒီတဲ့တန်အားကိုပွားရင်လို့သစီပြန်ပါလို့နှစ်စီပြန်ပါလို့အများကြီးပါလို့ဒီကြားတဲ့တစ်ဖက်ကဟိန္ဒူကလည်းကဘာမှာအယူကျမ်းဆုံးမှာနှစ်ဖက်သွားညာတော့ဟိုမိသားစုတို့ဆိုတာပူလောင်ညှဉ်းညူးရတယ်ဘောအဲ့ဒါမှကလေးလေးတွေချောချောလေးဝေးတာဒီကလေးလေးတွေကရောပြီးတော့အယူများအယူလွဲဆိုတာဘယ်သူမှဖြစ်ဖြစ်တဲ့ကဘာလုံးမှာဒီဒိဋ္ဌိအယူလွဲအရေးကြီးလို့ပဲဟလာတကဘာလုံးတဏှာတော့သိရတာပဲဘုရားကလာမှာသစ္စာ၄ပါးတရားကြောင့်ဒီဒိဋ္ဌိပြုတ်တာသူတို့တာမီးတွေမှာမိသားစုတွေမှာခုနပြောလို့ဒိဋ္ဌဝါဒတစ်ရေမရောဘူးတော့ပါဘူးကြွားနိုင်ဝါနိုင်လာတော့မိသားစုတွေကဒီသစ္စာ၄ပါးတရားသိပြီးတော့ဘုဘက်ဒီဘက်အတော့ပြည်လဲပါကြည့်ပါဗျာတစ်ဖက်ကဝတ္တကြိုက်တာပဲတစ်ဖက်ကဝတ္တဆိုရင်ဟလာဓာတ်ပုံကောင်ရိုက်လာတဲ့ဆိုတဲ့အယူတွေနဲ့ကြည့်နေတယ်ဘုဘက်ကြပြန်တယ်မေလို့တယ်ဆိုတော့တစ်ဖက်တော့ဒီဘက်လည်းစိတ်ဓာတ်မကောက်ဘူးဘယ်တော့ဝတ္တမသားတော့ငတ်ဘူးပေါ့ဘုဘက်ကလည်းတရုတ်ကဖွားရီလို့တယ်သူကသူတို့ဒါလေဘာခေါ်လဲဟိုတို့ပွဲတော့ကဘောဘူးအစီကအဲ့ဒီလိုပွဲတော့ဘောအဲ့လိုပွဲတော့ကြတယ်များလို့သိတဲ့အတိုင်းပဲကောင်းပြီညွတ်ပြီဆိုတာလားတော့သူတို့မိဘနဲ့ပတ္တချမ်းသာတယ်မိကလေးဘက်ကမိဘလည်းဟိုတရုတ်ဘုရားတော်ဥက္ကဋ္ဌကိုလုပ်ခဲ့တာဟိုတရားတော်ကပတ္တချင်းနေအဲ့တော့အဲ့လိုရှိတော့ဘယ်နှယောက်ကဘာလို့ညက်တယ်တော့မွေးတဲ့ကလေးတွေကဖူညက်မွေးတဲ့ကလေးတွေကအခုတော့သူတို့တွေကတားပြီးတွေဓမ္မတို့ဓီရဝါဒဗုဒ္ဓဘာသာကိုခံယူတယ်ဆိုတဲ့ကတည်းကနှစ်ဖက်သလုံးပြီးလေတော့ဟိုဘက်သွားတယ်ဝတ္တသာဒီဘက်သွားတယ်စိတ်သာသာပေါ့ကလေးကြီးလည်းဒါတော့ဘွားပြူလာတယ်အဲ့ဒီတစ္ဆာ၄ပါးတရားကိုဘုရားပြုအဲ့လိုပဲဒီနေ့တစ္ဆာ၄ပါးတရားကိုနာကြားတဲ့ယောဂီတွေဟာဗုဒ္ဓရဲ့ပရိယတ်ဖြစ်တဲ့အ
အခုနအန်တီသူနဲ့ဒီထဲမှာတိတ်သားဆောင်ထဲမှာလည်းပါတယ်ဘာမှမြန်မာလိုပြန်မနေနဲ့အလားဣဒံခောပနာဘေကဝေအစရှိတဲ့ဖြင့်မိမိရဲ့သစ္စာ၄ပါးတရားရဲ့ဗုဒ္ဓကိုယ်တိုင်ဟောထားတဲ့ပါဠိလေးကိုမိမိတို့ဒီ၄ဘုတ်ပဲအလွတ်ရအောင်လုပ်တာတဖြည်းဖြည်းဉာဏ်နဲ့မြင်လာလေပါဠိပဲပြောဘာပဲပြောနေလဲသူကသူမြင်မြင်လာလိမ့်မယ်ဒါခင်ဗျားတို့ရှိမှထိပြီးရင်သူကသူအလုံးလုံးလာတယ်သဘောပေါက်တယ်မလားအဲ့လိုဖြစ်တဲ့အတွက်ကိုကလည်းဗုဒ္ဓမြတ်စွာကိုကြည်ညိုသားဖြစ်ဒီပါဠိ၄ပိုက်ကတက်ပြီပါနောက်နေ့ကျနောက်နေ့မက္ကသစ္စာပြသူတစ်ပိုက်ထပ်ဖို့ရင်ဘယ်တစ်ပိုက်ပဲရှိတယ်၄ပိုက်အဲ့ဒါကတော့အလွတ်ရအောင်ပူဇော်ကြပါနောက်ဆုံးကိစ္စရှိလို့ဒီမှာဘုရားရှိခိုးရင်ဒီ၄ပိုက်ပါဠိလေးပြောဥချပြီးရောပေါ့ဗျာဟုတ်တယ်မလားကိုတရားနဲ့ကိုဘုရားနဲ့ကိုတန်ခါနဲ့ပြီးသွားတာအဲ့လိုဖြစ်တဲ့အတွက်ဟုတ်ပြီနော်ကဲဒီနေ့ဘာသစ္စာလဲနိရောဓနိရောဓနဲ့နိရောဓနိရောဓဆိုတာကိလေသာတဏှာတွေထုတ်တာပဲအခြားဘာသာတွေရောမထုတ်ဘူးလားထုတ်ပါတယ်ထုတ်တာပဲသူတို့ဘယ်ကံကမှပြည့်လားကျိုးခန္ဓာမှပြည့်သူတို့အကြောင်းခန္ဓာမြင်လို့တော့မမြောက်ခင်ဗျားတို့ကမြင်ပြီလားမြင်ပါတယ်အဲ့အနုကလေးတစ်လုံးနဲ့ဒီကဘာမှာခင်ဗျားတို့နဲ့တာမသွားဘူးလားပါပါတယ်ကြည့်လေထက်တန်းသာဘုံတို့လားဟောလို့မရဘူးလားဆရာတခွန်းနဲ့ပြောသေးတာဘယ်နှခွန်းနဲ့ပြောသေးလဲဟုတ်တယ်အော်သူတို့တွေလည်းတရားကိုတက်တောင်နဲ့တဲ့တယ်သူတို့မှဒီလိုမမြင်နိုင်တော့ရှိတဲ့ခန္ဓာမှာလည်းတရားအထုကိုရတာပဲဒါအတက်ကံသားတွေလုပ်တာဘာတွေလုပ်တာသူတို့ဘောင်းတွေလုပ်တာဘုရားတော်ကဲအဝိပ္ပရှိအတားမရှိနေသူတို့ကိလေသာတွေသိနေတာတရားကို20စိတ်ကျင့်ပြီးမှရတာဟောခင်ဗျာဘောပတ္တနာမရဘူးဘလို့ဇွဲလုံးကပရိယာတွေရှိတယ်သူတော်ကောင်းတရားကိုသူတို့မလေးလာဘူးလားမလိုက်တာဘူးလားလိုက်တာတော့ညာလည်းပဲခင်ဗျားတို့တို့အကြောင်းခံတော့မြင်နိုင်တဲ့စွမ်းရည်ရှိလူတကာပူဇော်နေတာနော်သူတို့ကိလေသာတည်ကြောင်းနဲ့တတ်တည်ပြနိုင်တယ်အဲ့လိုကိလေသာတွေသူတို့ဘောကျူးသားရတာအနိတ်တို့ဒီကဲမှာတော့အနိတ်အစိတ်30ကျူးသားမှာအဲ့လိုအောင်မြင်တာဒီလိုအဲ့ဒါအဝိပ္ပရှိဘက်နဲ့နေနာအောင်မြင်တာဟုတ်လားဒါအောင်မြင်သွားတာဆိုတာဟောဇန်နေပါရတော့ကိလေသာတည်သွားတာဟုတ်လားအဲ့တော့ဒီအကျိုးခန္ဓာမှာပဲဘာမျိုးပဲရနိရောဓဟုတ်ပြီနော်နိရောဓမျိုးဆိုတဲ့အခါကျကဲနိရောဓကကိလေသာတဏှာတွေနှိမရှိတာချုပ်ခြင်းချုပ်တဲ့ကသေတာပဲချုပ်တဲ့ကပါပဲသေတာမတို့လားဇာကားတွေထဲမှာဘုရားဆိုလို့ရှိရင်အမလေးကျွန်တော်မျိုးရဲ့ဒီဝိကိုချုပ်ပြီးတော့ဟောဖယားကျွန်တော်မျိုးမနေကျွန်တော်ကတ်ပေးပါလို့ပြောတာဟုတ်တယ်မလားချုပ်တာနဲ့သေတာနဲ့အတူတူပဲပယ်တာနဲ့အတူတူပဲမလားမိမိဒီမှာဒီကိလေသာတဏှာအာတဝတွေပုံအောင်ခအောင်လုပ်တာတရားလုပ်တယ်လို့ပြောတာဟုတ်တယ်မလားအဲ့တော့အကျိုးခန္ဓာမှာလုပ်တယ်ကုန်တာကိုယ်ပဲများလို့သူကဒီရောဓသစ္စာမဆိုင်တဲ့အတွက်သူ့မှာအပေပြပြဟာတွေတော့ရအပေတကားပိတ်ခြင်းနိဗ္ဗာန်တကားပွင့်ခြင်းအဲ့ဒါဘေးလေးပါကင်းခြင်းသူ့မှာမရဘူးကျန်တော့သူလည်းတော့ကိုကောင်းတာပဲမကောင်းတာကောင်းတယ်ဒါတော့တရားတွေအဲ့လောက်တွေ့ပြီမဲ့လို့အပေမပိတ်လို့ပေါ့ဗျာတော်တော်အရတကနဲ့ပြောလို့ဘုရားကိုတောက်ဟုတ်ပြီနော်ဘယ်သူလဲတောက်တယ်ဆိုဒေဝီလာလို့ဒေဝီလာကြီးမိုးတော်သွားတယ်လည်းပြောပြတာပေါ့တမန်တော်ကတမန်တော်ကမြတ်စွာဘုရားတိတ်တကုံမရပေါ့အဲ့မှာအမေဖေရောက်ခမပေါ့ဗျာညီကိုမောင်နှမတွေကနိကဒီနိဂနာနာရပုဒ္ဒဂိုင်းကြီးပေါ့ဗျာအဲ့ဒီဂိုင်းကဘုဒ္ဓမောဂုတ်ကိုဘာလို့ညာလို့အဲ့လိုဂိုင်းမျိုးကြီးအိန္ဒိယနိုင်ငံမှာအကြီးကျယ်ဆုံးဂိုင်းအတ္တတော်တယ်တရားအဲ့ဒီဂိုင်းကြီးကနေပြီးတော့ပေါ်ပေါက်လာတဲ့ဘုရားကြီးဆိုတဲ့ဒေဝီလဆိုတဲ့ယသိကိုကိုးွယ်ဘာလို့ကိုးွယ်လဲကိလေသာတွေသေးနေလို့ဘာလဲသေးနေလို့ကိလေသာတွေသေးနေလို့ဒေဝီလဘာလဲလဲဒေဝီလဟုတ်ဘူးနော်အဲ့ဒေဝီလာကြီးကိုပိုးဝင်နေတာဒေဝီလာကြီးကလူလောကမှာတော့မနေဘူးနတ်ပြည်တော့နေလိုက်အဲ့ဒါကိလေသာတွေသိနေတဲ့လူမှာအဲ့လိုသူ့မှာဘယ်ကုသံကြီးရတဲ့နတ်ပြည်တော့ကြည့်လေရတယ်အရေးပြတ်သွားရှင်းနေကြကဲနည်းနည်းတော့ဒါဘာလို့တာလဲတရားသမားတွေလောက်တာကိုအောင်မြင်တဲ့ပုဂ္ဂိုလ်ကိုရှင်းအဲ့တော့ကပိလိုကြီးကိုရောက်ခဲ့ဒီကကလေးပွေးနေဟိုဒီလိုပွေးတာဘယ်တော့လဲထုံပါ
ထုတ်သွားပြီးတဲ့ခါကျပြီးတော့ဂေါရမီနဲ့ဘုံဘုတ်တာတော့ဘူးညွန့်အဲ့သူကသွားနိုင်လာနိုင်နေလာနိုင်တဲ့အခါမှာမိမိတို့မျိုးရိုးရကပ်ပြီးလို့တကြမှုနေမျိုးရိုးတွေပေါ့ဟုတ်ဆိုဒီမျိုးရိုးကဟလာအမတန်ထူးခြားတဲ့မျိုးရိုးအမတန်ဘာသာရေးကိုကြိုက်ကြိုက်အဲ့လိုကြိုက်ကြိုက်တဲ့အခါကျဒီဖျားကြွလာတဲ့အခါကျတော့ခမည်းတော်ကိုကိုယ်တဲ့တရားတော်ကြီးကြွလာလို့ရှိရင်တတဥကြဆရာတော်ပြောတယ်လေဘိုးဘိုးဆရာကြီးလာပြီးတော့အကုန်လုံးဘာလုပ်တော့ပေါ့ဟုတ်ပြီနော်လာဥချတယ်ပါဒါရင်ကျေးမှုပဲဘာသာရေးရင်ကျေးမှုအဲ့တော့ဥတိုက်ပါလို့ပြောတယ်အခါကျတော့ဒါမိတ်တော်ငါမျိုးတွေကိုဘဝတော်တော်များများရခဲ့တာပဲလို့အာရုံပြပြတယ်ကလေးလေးဒါလေးကလေးလေးလာသားပဲရှိအဲ့တော့မှသူ့ရဲ့ဖို့အတိတ်တော်ကဒီအကျိုးခန္ဓာမှာလုပ်တဲ့တရားတွေအယံကတော့ထုံခဲ့တော့ထုံတော့ဘာမှတရားမကျင်းတဲ့ခက်တာပြန်ဝင်လာတယ်ခက်တာပြန်ဝင်လာထူးခြားတဲ့လူအဲ့တော့မှသူကဇာနဲ့ကြွားလို့ကျင်းတာအခုတော့ပါရုပ်လိုပုဂ္ဂိုလ်မျိုးဟုတ်ပြီနော်အခုအဲ့ဒါမင်းကြောင့်ဆရာတော်ပုဂ္ဂိုလ်မျိုးတိရကုလိုဆရာတော်ပုဂ္ဂိုလ်မျိုးခေါင်းပေါ်တက်ကြသူတို့နိုင်ငံရဲ့အလုံးထင်ရှားတဲ့ဘာသာရေးခေါင်းပေါ်ရဲ့ထိပ်ပေါ်တက်ကြအခုကတော့ပြင်းနေလိုက်တာဟုတ်ပြီနော်ဒိဋ္ဌိရဲ့တိတ်ကသူတော်တိတ်တာမရှိလိုက်ဟာကြည့်လိုက်သူရမယ်တရားမှာအလုံးအစင်းမြင့်တဲ့တရားပေါ့သိချင်းကင်းတဲ့တရားကိုသူပဲတွေ့မယ်တို့တရားတော့ရတာပြီကိလေသာတော့သိတယ်ဘာမတွေ့သေးဘူးလေသိချင်းကင်းတဲ့ဒီပုဂ္ဂိုလ်တွေ့မှာပဲသူကဘလောက်အတိတရားဓမ္မကိုအောင်မြင်မှထားလဲထားလဲပေါ့သူတတောင်းလမ်းကြည့်လို့ရဟာသူတရားမှုညာပေါ့ကိုကတော့ဒါခဲ့ပြောတော့ဟိုကတော့လောက်ပြီးသူသိချင်းကင်းတဲ့တရားကိုအော်တိုမက်တစ်တွေ့တဲ့အချိန်မှာငါနာတင်လိုက်ငါတက်တာမမီတော့ဘူးငါသိပြီး6လလောက်တစ်နှစ်လောက်ကသူကရနိုင်တဲ့အနေအထားမျိုးရှိဝင်းနေလိုက်တာတရားရပြီးသားပုဂ္ဂိုလ်ဝင်းနေတရားရပြီးသားပုဂ္ဂိုလ်ဝင်းနေမရဘူးလိုက်တာရပြီလားဘယ်ခန္ဓာမှာအထုတ်ချောခန္ဓာမှာသူ့ဘာမျိုးပဲပြောတာမချုပ်တော့မချုပ်တာချုပ်ပါတယ်ကိလေသာတဏှာတွေသိနေဦးလားသိနေတဲ့လူတော့သူဒီဘုခမားတို့နာတဲ့တရားမျိုးလိုချင်တော့မျက်ရည်ပေါက်ကြရဲ့ပေါက်ကြငိုလိုက်ဘလူပြဖြစ်တာကလေးမလုံနေရဲ့သူ့တိတ်ပုံဒါတော့တို့လို့ချင်းအခုသူ့မီးလေးဒီပေါ်လာတဲ့ကြရိုင်းရတာဘာညာပြင်းခိုင်းလို့ရိုက်တော့ဟုတ်နော်ဆရာကိုတိုက်ကမရိုက်ပါနဲ့သူရိုက်ရသေးတယ်ရိုက်ပါဘာမှမလုပ်ပါနဲ့လောက်ရတယ်ထိတ်ပေါ်တက်ကြတာဒီလိုဂိုင်းကျုပ်ပေါ်ဂိုင်းကျုပ်တော့ရိုးဂိုင်းကျုပ်မဟုတ်ဘူးဘာသာရေးဂိုင်းကျုပ်ဟုတ်လားခုခရစ်ယာန်တို့အသေးနေပေါ့ဟုတ်လားအဲ့လိုပုဂ္ဂိုလ်မျိုးအကြီးဆုံးပုဂ္ဂိုလ်ထိတ်ပေါ်တက်ကြဒီလားဒီလိုတရားမျိုးတွေကပပောတင်ရမှုဟာရဲတဲ့ငါအများကြီးရခဲ့တာတဲ့ဟုတ်တယ်သူလည်းအများကြီးရခဲ့တယ်ဒါပေမဲ့သူအပေရကားပိတ်ခဲ့ပိတ်ခဲ့ပါနိဗ္ဗာန်ကပွင့်ပွင့်ပါဘေးလေးပါလို့လုပ်ချင်းလာလို့ချင်းပါအဲ့တော့မှနောက်တစ်ခါရီးလိုက်တာလေကိလေသာတည်တဲ့လူတော့ငိုကြီးကြီးကင်းတာဟုတ်အခုဒီကလေးနဲ့တွေ့မှာပဲငိုတာဟောရီးတာမြတ်จิตမေတ္တာဂိဏမုဒိတာဥပိ္ပခာဆိုတဲ့တရားတွေနဲ့သူတော်ဟောတစ်ယောက်မှာကိလေသာပြီးတော့မပြည့်စုံလားနောက်မှာတဲ့သုံးတော့ခမားတို့အလွယ်တကူသူတို့တော့မမြင်နိုင်နဲ့အကြောင်းခန္ဓာကိုကြည့်တဲ့တရားဟုတ်ပြီနော်ဘီလေးပါလွတ်တဲ့တရားကိုရကြမှာငါမရတဲ့သူသေးတဲ့သူတို့ရတာဟုတ်ပြီးလေးဖြစ်လိုက်တာကိုရဲ့တဲ့သူတော်ကောင်းကြီးမို့တော့အဲ့သူတော်ကောင်းကြီးမို့လားတော့ဗယ်ပြီးလေးမြတ်ကိုရမှာပေါ့သူရတာပဲကြိုက်တယ်ချင်းချင်းလေးပြောတာပုံမှန်တစ်ခက်ဂရိတ်ပြနေတဲ့ကိလေသာတွေနဲ့သူတော်ကောင်းကမမြင်ရဘူးမြင်ရတာပဲဟုတ်ပြီနော်ဒါကြောင့်မို့ဘုရားလည်းပြက်ပြက်သားသားဟောခဲ့တယ်ဟလားသူတဏမဟာနာနိရောဓတဏကိုဒီရာသစ္စာဉာဏ်ဖြင့်တေရာခြင်းသည်ဒီရောသစ္စာမြည်၏ဒီမှာအရိယသစ္စာဆိုခန္ဓာဘယ်နှမျိုးရှိနှမျိုးဆိုတာယကေနာနိရောဓဝေဒနာနိရောဓဒီတစ်ခုပဲလုံးလို့ရတယ်ဘယ်ခန္ဓာမှာတရားမတရားဖူတရားရမရပါဘူး
မရဘူးငါကုသိုလ်မရဘူးလားဘယ်ကုသိုလ်ဓာတ်ရောမရဘူးလားအဲ့ဟာတွေကပုဗ္ဗဒါနရတော့အဲ့ဒါအကောင်းသားတွေရပြီမယ်လို့မတရားပုရိယမဟုတ်သေးဘူးဟောအောက်ကသုံးခုသို့မောဇေယနိရောဓပရိပတ္တိနိရောဓနေတရဏနိရောဓဟောပရိပတ္တိနိရောဓကအကျွေးမဲ့ပြတ်ချုပ်သွားတာဘာလဲလဲဘယ်ခဏမှတရားပြမှာပဲဟောကိုကြည့်မှာအကျွေးမဲ့ပြတ်ချုပ်တဲ့သလားဟုတ်ကဲ့ဟိုမှာကဟလာတဏှာကိုအရိယသစ္စာဉာဏ်နဲ့ပယ်တယ်ဆိုတော့ကာမတဏှာကိုမပယ်သေးဘူးအယူနဲ့ကျွဲတယ်အပေပြတဲ့သဗ္ဗရိယသစ္စာတဏှာသူ့နာမည်ကဒိဋ္ဌိဒီတဏှာကိုပယ်ဟုတ်ပြီနော်ပယ်မယ်ဆိုတော့ကိုကဘလို့မှပယ်လို့မရဘူးဟလာဒီလိုပဲရေးလိုက်ဒိဋ္ဌိဗါလဲဒိဋ္ဌိရှိနေဘယ်ခန္ဓာဖွဲ့ ကျောင်းခန္ဓာ အကြောင်းခန္ဓာကဖြစ်ပြလားဖြစ်ပြဖြစ်ပြသူရှိရင်မိမိရှိရောက်လာတာမိမိကိုညင်းတယ်နဲ့သိတယ်ထိုင်ပြီးတော့တရားနာတဲ့ခန္ဓာကရောချမ်းသာနေတဲ့ခန္ဓာဟုတ်ပါဘူးဝိရိယတည်တဲ့အထိနေနှစ်ခါကွာမီးလို့တွဲကြိုးချတာဘောကလူဟုတ်ပြီနော်အရေးကြီးတာဒီကောင်းတော့တွဲကြိုးချတာကာမတတတော့ချခဲ့ရှင်းလားဟုတ်ပြီနော်ဒါဒိဋ္ဌိနဲ့အဲ့ဒီအခါကျဒီဒိဋ္ဌိကခရာပဲသမှုရိယတတသူ့ပယ်လိုက်ရင်ဒီဒုက္ခငြိမ်းမသွားဘူးလားငြိမ်းပါပါအကျိုးဒုက္ခငြိမ်းတာလားအကြောင်းဒုက္ခငြိမ်းတာဒါတော့ဘုရားကအကြောင်းဒုက္ခကခင်ဗျားတို့ဉာဏ်ရှိရင်ပယ်လို့ရတယ်လို့မပြောဘူးလားပြောပါတယ်အကျိုးဒုက္ခတပိညုတ္တဉာဏ်ရတယ်အရဟတမဉ္ဇဉ်ပူဉာဏ်နေရတယ်ပယ်လို့ရပါဘူးဒါတော့ကောင်းပယ်လို့ရပါဘူးဘုရားရဟန္တာရောမရပါဘူးအတူတူပဲခင်ဗျားတို့ပယ်လို့ရပါမရပါဘူးဒီအဋ္ဌဉာဏ်နဲ့လားပယ်လို့မရတဲ့ဥစ္စာပယ်ဘူးပေါ့ဗျာမပယ်လို့ရှိရင်အရှင်ပြအောင်လုပ်ပေးလိုက်တာမရှိလားရှင်းလားအရှင်ပြအောင်ဘလောက်လုပ်ပေးပြီတနေ့ပါတော့သိရမှာဟာအေးတနေ့ပဲအဲ့ကကြကပယ်လိုက်တော့ဘယ်ခန္ဓာသိသွားအကြောင်းခန္ဓာသိသွားပါတယ်ဒိဋ္ဌိနဲ့ပတ်သက်တဲ့အကြောင်းခန္ဓာရဲ့ညင်းသေးတဲ့ခါလေးသူခိုင်းမှာဘသူကအလုပ်လုပ်လဲဒီခန္ဓာအလုပ်လုပ်ခိုင်းမဲ့လူရှိသေးလားရှိပါဘူးမရှိရင်ပေါ်တင်မယ်ဟုတ်ပြီနော်ဟောကာမတဏှာလင်းလို့ခြင်းနဲ့အစရှိနားလိုက်တယ်နော်မရလို့ခြင်းနဲ့တိုက်ရောမလို့ခြင်းဘူးလားရွှေတွေရောဘလောက်လို့ခြင်းလဲဟုတ်ပြီနော်ဒီတက်ဒီဟာကြီးကအတော်ကြီးပေးမယ်ဆိုလည်းမရဘူးဟုတ်ပြီနော်အဲ့လောက်ဒီလိုခြင်းလားလို့ခြင်းသူရှိနေလို့ခြင်းပါပဲဟောဒီကောင်းကြတော့အယူနဲ့သွားပြီဘာနဲ့သွားအယူနဲ့အရှိတွဲတာနဲ့အယူတွဲတာနဲ့ဘယ်ဟာပြင်းတာယူတွဲတာပြင်းတာပါလေတွဲတာတဏှာအကြောင်းကောင်းကောင်းသိမှာဒါလည်းတဏှာဟောသူ့ပဲလဲတော့ဘယ်ကောင်းသိသွားအကြောင်းခန္ဓာသိသွားတော့ဘာကြားနေကျိုးခန္ဓာဟုတ်အကြောင်းခန္ဓာတဲ့ဒိဋ္ဌိသိသွားတော့ကာမတဏှာကြားဒါကြောင့်ဝိပဿနာဆက်တော့တဏှာကြည့်တော့ဘယ်ခန္ဓာဖွဲ့အကြောင်းခန္ဓာဘုခန္ဓာမဖွဲ့တော့ရင်ဘုခန္ဓာဖြစ်ပြဆုံးပါဘာတော့ပါဖြစ်ပြဆုံးပါဘယ်ခန္ဓာကြည့်လိုက်တာနဲ့သမုဒ္ဒေရာတော့ချုပ်မချုပ်သိနိုင်ကျောင်းခန္ဓာဒိဋ္ဌိကမတ္တတဲ့ခန္ဓာအကျွေးမဲ့အပြတ်ချုပ်ဘာရပြီရောလို့ဘသူချုပ်တာမိမိချုပ်တာဘသူကိုယ်တိုင်ကြည့်လို့ရမိမိကိုယ်တိုင်ကြည့်ပါသို့တိကတိယောအစေနာချုပ်ခြင်းဟုတ်အပြည့်ညာပဲကိုယ့်ကိုငါချုပ်တာမချုပ်တာပြန်ကြည့်လို့မရဘူးလားမှန်ပါတယ်နောက်တစ်ခါသူနေကရဏနိရောဓတရားမှာလွတ်မြောက်ခြင်းအမြင့်ဆုံးခြင်းဘောဓဒိဋ္ဌိကအပယ်လေးပါးတန်နေအောင်သွားမယ်သူမရှိတော့သွားကြလို့သေးတယ်လိုပါဘူးသမ ्या မေးကြလို့လားလိုပါဘူးဘေးနဲ့တက်ကြလို့လားလိုပါဘူးဘသူကိုယ်တိုင်ပတ်ပင်းတွေ့တယ်ဒီကိုယ်တိုင်ဆက်ရောက်အောင်တရားဟုတ်ပါတော့ကျမ်းနေတာမသိဘူးလားသိပါတယ်ဘာကျမ်းလဲကာမတဏှာကျမ်းနေရောက်ခန္ဓာပွဲမှာပဲသူကကြောက်ကြည့်အောင်မလိုဘူးဟုတ်ပါတော့ဒိဋ္ဌိနဲ့ပတ်သက်တဲ့ရောက်ခန္ဓာဘာလို့ဖို့ကောကြောက်ဖို့ကောကိုယ်မှမရှိတော့ဘူးလားမသိနိုင်ဘူးလားသိနိုင်ပါဘူးမရှိတော့တာလည်းသိတယ်ကျမ်းနေတာမသိဘူးလားသိပါတယ်သိတဲ့အတွက်ဒီကောကြာနောက်တော့3မိနစ်ရိုက်ရမြင်နိုင်တွေ့နိုင်တောင်းတစ်နှစ်ကျင့်တော့မပုံဘူးဘုရားမဟုတ်ဘူးဆရာကောင်းတမန်ကောင်းနဲ့တွေ့တာလက်တော်တာနဲ့ဘယ်နည်းတော့သိခဲ့မှမသိဘူး
ဒီမှာသိရလားဒီမှာသိရလားဒီမှာသိရလားသတိလေးကတစ်ခါဘက်ကတက်တာသိသွားတယ်ကဲလေးကပြတ်ခတ်ကြတာခံနိုင်မှာမခံနိုင်ဘူးဟုတ်နော်ဒီတရားမှမနာပဲနဲ့မကြပဲနဲ့ဒီဒိဋ္ဌိကမပြုတ်ဘူးဒီတက်ကလေးကြီးကအရေးကြီးဆုံးပဲဘလို့ပွင့်လာမှဒီလိုတရားမျိုးပြဟုတ်တာအဲ့လိုပွင့်လာမှဖြစ်တဲ့အတွက်ကြောင့်ဘလို့ဟုတ်နော်ဟုတ်ပြန်ဆွဲကြည့်ကိုသွားဟောတယ်ဓမ္မသက်ကြောင့်ဒါကြောင့်ပါဠိကြီးပြတ်တာလိုက်ဆိုယောတတ္တယေဝတနာယယောတတ္တယေဝတနာယဘူတနာသုံးပါးတို့ဤသာလျင်ဘူတနာသုံးပါးတို့ဤသာလျင်တဏှာပဲမျိုးရှိတယ်ဟုတ်မျိုးဘာလဲပြောပါဦးကာမတဏှာဘောဝတဏှာဝိဘောဝတဏှာအဲ့ဒီတဏှာသုံးမျိုးတဲ့တဏှာသုံးမျိုးမှာအဆင့်နှစ်ဆင့်နဲ့ပေတာအရင်ဆုံးဒိဋ္ဌိနဲ့ဒိဋ္ဌိတဏှာကိုအတိတ်မှာအမြင်မှာအယူမှာရတော့ဘာရောက်ဉာဏ်ရောက်တာလည်းသူသိဒီဘက်ခန္ဓာမှာပြည့်တယ်ဉာဏ်မရောက်ဘူးကြည့်နေတာဒီဘက်ခန္ဓာအကုန်သေးရအောင်လို့နည်းနည်းလေးသိတာနဲ့ဘာရောက်လဲဉာဏ်ရောက်ရင်သူသိပြီသူသိရင်လည်းဉာဏ်ရောက်ပြီဒါပါဠိပြတ်တာဟုတ်ကဲ့ဒီလေးမျိုးတော့ဘာမပြုတ်နဲ့ကိုဘုရားကိုကြီးညိုသွားတယ်ဆိုထိုတနာသုံးပါးတို့ဤသာလျင်ထိုတနာသုံးပါးတို့ဤသာလျင်ယောအတိတဝိရာဂမိတော်တော်ယောအတိတဝိရာဂမိတော်တော်အကြောင်းခန္ဓာ၅ပါးအကြောင်းခန္ဓာ၅ပါးဘယ်ခန္ဓာကိုပြောတာအကြောင်းခန္ဓာဘယ်ခန္ဓာကိုမပြောဘူးလေအကျိုးခန္ဓာကိုပြောလိုက်ဆိုအကြောင်းခန္ဓာ၅ပါးအကြောင်းခန္ဓာ၅ပါးအတွင်းမဲ့တတ်ချင်းကင်းရာထုတ်ရဖြစ်သောနိဗ္ဗာန်တော်မြတ်ဒီ၎င်းဒိဋ္ဌိထုတ်သွားတာလည်းကိုယ်ရှိဘယ်သူရောက်တာနိဗ္ဗာန်ရောက်တာလေယောသာဘောအကျဉ်ဥပါဒနဲ့ခန္ဓာဥပါဒနဲ့ခန္ဓာတော့ဘယ်ခန္ဓာကိုပြောတာလဲစွန့်ရာဖြစ်သောခုဒီဓမ္မယုံမှာပဲဘာလုပ်လိုက်လဲစွန့်လိုက်ဘာစွန့်လိုက်ဒိဋ္ဌိနဲ့ရှင်တဲ့တဏှာကိုစွန့်လိုက်ကာမနဲ့ရှင်တဲ့တဏှာကိုခြံထားကအကြောင်းကိုစွန့်လာတာဒီကမစွန့်လိုက်ဘူးလားအကျဉ်ဥပါဒနဲ့ခန္ဓာစွန့်ရာဖြစ်သောနိဗ္ဗာန်တော်မြတ်ဒီ၎င်းယောပရိနိတ္တကောအကျဉ်မိစ္ဆာဓမ္မယုံတရားတို့ကိုဒီမှာနည်းနည်းခွဲသွားသူကာမတဏှာကိုမပြောလို့မိစ္ဆာဓမ္မယုံဆိုတာဒိဋ္ဌိနဲ့ပတ်သက်တဲ့အကြောင်းခန္ဓာကိုခွဲပြောဘာကိုခွဲပြောတာဒိဋ္ဌိနဲ့ပတ်သက်တဲ့အကြောင်းခန္ဓာသိတော့အကျဉ်မိစ္ဆာဓမ္မယုံတရားတို့ကိုနောက်တပံပြန်မလာခြင်းအပြင်ဝေးရစွန့်ရဖြစ်သောဒီနေ့မှာသကလုံးလုံးကတို့အတိယဝါရမှာဆရာမတော်တော်ကောင်းတကယ်လို့ဒုက္ခသစ္စာမှာကိုစွန့်ပြခဲ့ဟုတ်နော်စွန့်ပြခဲ့ဘယ်ဓမ္မအောင်မှာစွန့်ဒီအောင်တဲ့ဓမ္မအောင်စွန့်ပြခဲ့အဲ့ဒီဒုက္ခသစ္စာနေတယ်သူကကိုယ်ပြန်မလာတော့လာပါလို့ခေါ်တယ်လာတော့တခါနဲ့သူကအတိညာရောက်တာသေးတယ်အဲ့တော့ဒီအတိညာရဖို့တပုရိတုပဘဂရုပ၄တရားပြည့်စုံတယ်ရှေ့ကသစ္စာ၄ပါးဟောနိုင်တယ်ဆရာနဲ့တွေ့ဆရာကအမျိုးသမီးလည်းဖြစ်ဖြစ်မယ်ကလားလည်းဖြစ်ဖြစ်မယ်ခွဲကြတာဥက္ကဋ္ဌဒိဋ္ဌာခွဲပါဘူးဘုန်းကြီးလည်းဖြစ်ဖြစ်မယ်တိလိုက်လည်းဖြစ်ဟုတ်လားဘုန်းကြီးတော်ဘောတိလာကြီးဆရာဟောမရသူ့ဆရာကိုနေသူ့ဆရာပဲနဲ့ကိုနေသူကစစ်တယ်တပည့်ကကိုနေတပည့်ကစစ်တယ်တော့ဆရာကိုနေဟုတ်ပြီနော်ဒီလားတကယ်လို့ဝါလည်းအများကြီးကြီးတဲ့ဆရာကိုကြောက်ရဟုတ်နော်မဘုဒ္ဓတော်နေလာတော့မလုပ်နဲ့မလုပ်တဲ့ဘာမှပြောတော့သူခါကိုမှလည်းထားတော့ပြန်မလို့ဒီလိုလေးလုပ်လိုက်ပြီးရောဟုတ်တော့ကိုကြီးယူနေမှသိပြီးရောဆရာဒီကအရေးမကြီးဘူးလားကြီးပါတယ်ဟုတ်တော့တနေ့ရင်930တော့ခန္ဓာပဲဒီတကားလေမမှန်လားမှန်ပါတယ်ဆရာကလည်းအဓိကဘာသာလည်းအဓိကဆရာကလည်းအဓိက
တို့ဆရာခိုင်းတုတ်ကြီးကဘူးလေဘောရမဘုရားသူလည်းဟာဆရာလေဆရာကဘာလို့လဲသင်ကြားပြတာတရားဟောတဲ့ဘာလို့လဲသင်ကြားပြတာရှင်းလားဒီလိုပိုက်ကုတ်ကြီးတွေမပါတာတကူပဲပလင်မောနေထိုင်ပြီးတော့ဒုက္ခသမြောင်းတင်းနေတပုရိယတက်တော်မြောင်းတင်းနေဟုတ်လားဟာအဲ့ဒါနဲ့ပဲတရားပွဲလေးပြီးရောခင်ဗျားတို့လုံလာနိုင်တဏှာယူတော့ဟောပြီးဘုရားနဲ့တရားတဝက်ကျော်ကျော်တော့သောတာမဖြစ်နောက်ပြန်တဲ့လူကသရဂါတို့အနာဂတ်တို့ယာနာတို့ကပါလေမဖြစ်တဲ့လူတို့ထပ်ရှားကြဘယ်တဏှာကြီးပဲအလုပ်လို့တဏှာယူတဏှာယူပဲရှင်းလားဒါကျန်ကနေမှသင်ရှားဒီတော့ဘသူဟောတဲ့အပေါ်မှာဘူးလေအခုတော်တော်လေးမြင်လာမြန်မာကိုယ်ခန္ဓာမှာမမြင်ဘူးလားမြောင်ကျူးတာပါဠိကိုကြည့်ဟုတ်ပြီနော်အဲ့တော့ तू ကဒိဋ္ဌိတဏှာကိုပြောတာအကျဉ်းတစ်ပေါင်းတော့တွန်းတာဖြစ်တော့နိဗ္ဗာန်တော့မရဘူးတော့ဒိဋ္ဌိတွေ့ရင်ကောနိရောဓသစ္စာနိဗ္ဗာန်ကိုမျက်မှောက်ပြုလို့မရဘူးလားဟောဒါတော့ဆိုက်ရောက်ရမယ်တရားလို့ပြောတာကဲဆိုက်ရောက်ရမယ်တရားကဒီပဲကိုယ့်အကူမြင်လာပြီကဲလို့ဆိုရင်ယာမုတ်တိအကျင့်ကိလေသာတို့မှာလွတ်ရဖြစ်သောဉာဏ်ဉာဏ်ရေးဒီ၎င်းယောအနာလျောအကျင့်မိစ္ဆာဓမ္မယောဒီကဒိဋ္ဌိနဲ့ရှင်းတဲ့တရားကိုပဲကိုပြောတာအာတဝအာယုတရားတို့ကိုအဲ့တော့အဲ့အကြောင်းခန္ဓာကအာသောတရား၄ပါးတော့ဖွဲ့တာသူကာမတဝဒေတာတဝအဲ့ဒါမှာဒေတာတဝချက်ချင်းပြုတ်ဆရာနဲ့အာတဝသုံးခုကြံခဲ့မယ်ကာမတဝရဲ့ဘဝတဝရဲ့ဝိဇ္ဇာတဝရဲ့တွေ့လားရှင်းရှင်းဒီတရားပွဲမှာအာတဝတို့အာတဝတွေ၄ခုရှိတာဘယ်သူသိပြီတော့တစ်ခုပြုတ်တာလေပြန်နဲ့ကောမခိုင်လို့သိလားမခိုင်လို့ခင်ဗျားတို့လွတ်ထားလိုက်တဲ့ခေါဏဘဝပဲခေါဏဘဝအချိန်သူအသက်မရှိဘူးခေါဏဘဝရှိရင်ကိုယ့်ကိုတရားလုပ်လို့မလုပ်လို့သိရမှာဘာလို့ကောင်းပြုတ်တာဘာပြုတ်တာကောင်းပြုတ်တာကဘုရားတရားပြန်သက်တာလေဟမ်သက်တာဆရာရှားမှာလားတရားထိုင်ရဆရာရှားမှာပါရှားလည်းခဲမှနေထားပါယောအနာလျောအင်းမိစ္ဆာဓမ္မယောအာတဝအာယုတရားတို့ကိုအာယုမရှိသောအဖြစ်တတိကျင်ခင်းညာဘက်ကတဝအာတဝအာယုတရားမရှိမှာတော့နတ်လည်းအာတမရှိတော့နဲ့ဝိဇ္ဇာလည်းအာတမရှိတော့ဟုတ်ပြီနော်တေချာပြောပြအောင်လူစီအောင်မလို့ဘေးရင်ရရလည်းအာသာမရှိတော့ဟုတ်ပွာရင်တော့ဟိုလည်းပါလေဟိုတရုပ်သူလည်းပွာရင်တော့အကုန်းကိုအာသာမရှိတော့အကလားဆိုရင်လည်းကြည့်အကလားဟုတ်တော့ကလားကြီးသိုးသိုးပဲဟုတ်ပြီနော်နန်းတော့မဟုတ်အခုတော့ကလားကြီးကပြင်းလာမြန်မာလေးကလက်ချက်ပြီးလို့ကာလီနာတို့အုံတိဖွယ်ဟုတ်လားမေးအုံတိဖွယ်တာကဘာလို့အပြောပြီးလေးပါလို့အပေါ်တော့ဒုတိယဘာသာနိုင်ငံမှာအလုံးစိတ်ပြက်ပြမကောင်းလားမှန်ပါတယ်ကလားကိုလိုကဘုလားမတော့ကဘုနာကလေးသွားလို့တာအဲ့ကလေးတွေမလုပ်ဘူးအသက်နေတာမယ်ခင်ဗျအဲ့ကလေးတော့မဟုတ်ဘလို့တတိရှိပါမရှိဘူးလားရှိပါတယ်သူတို့ဘွားကြီးကယောဂတာခင်ဗျားတို့ကဘာမှမယောဂအောင်အဲ့ကလေးတော့ယောဂဒါမိသားစုတွေဟုတ်တယ်မဟုတ်ဒိဋ္ဌဝါဒမိသားစုဒါမှကျွေးကုန်တဲ့ပြုတ်ကုန်တဲ့ခင်ဗျားတို့မိသားစုတွေကျွေးကုန်တဲ့ပြုတ်ကုန်တဲ့တော့ပေါ့ဒီအတိုင်းကကျွေးကုန်တဲ့ပြုတ်ကုန်တဲ့ပါတယ်နောက်မှပြောပြမယ်ဟုတ်ပြီကြားဦးတာကကျွေးကုန်တဲ့အမလေးငါဖိုးရတယ်ဘယ်မင်းလက်ထက်ကဒါမျိုးမှမလုပ်တဲ့ဒါရိုးရိုးဖြစ်တဲ့တာအဲ့ဒီဒိဋ္ဌဝါဒအတိုင်းနဲ့ရောက်သွားကောင်းပြီတန်တာပါသုယောအနာလယောအကျင့်မိစ္ဆာဓမ္မယောအာတဝအာယုတရားတို့ကိုအာယုမရှိသောအဖြစ်တတိကျင်ခင်းရာဖြစ်သောနိရောဓသစ္စာနိဗ္ဗာန်တော်မြတ်သည်၎င်းမိမိတဏ္ဍာနာအတ္တိရှိ၏ကိုယ်တိုင်
မောပြုနိုင်ပေ၏ဟောတာဘုလို့နဲ့အိန္ဒိယနိုင်ငံမှာဒီခန္ဓာမှာပြင့်လို့အာလာယကိုဥရကကိုဒေဝီလကိုအမှန်တမ်းနာမည်ကိလေသာသိနေဘူးလားသိနေပါတယ်သိနေတာပဲအကြောင်းခန္ဓာပြင့်တော့ကိလေသာမသိဘူးလားသိပါတယ်အကြောင်းခန္ဓာပြင့်လို့ကိလေသာသိတာကနိရောဓသစ္စာမျိုးဘာမျိုးလဲနိရောဓသစ္စာမျိုးဟိုကဘာမျိုးလဲနိရောဓမျိုးဘုရားဒုက္ခကိုနိရောဓကိုသမုဒယကိုဘက်ကတော့ခေါ်တာမဟုတ်ဘူးဒုက္ခသစ္စာသမုဒယသစ္စာနိရောဓသစ္စာမေဃသစ္စာဒါကြောင့်ဘုဂုတ်ဆရာတော်ဘုရားကအလုံးရင်ကြည့်တာသစ္စာဉာဏ်လေးရရင်ပြီးရောဟဲ့ဘယ်တော့သစ္စာဉာဏ်ဘယ်တော့ဝိနည်းမရတဲ့ဟာရှိတယ်ရတဲ့ဟာရှိတယ်အလုံးအဟောပြောကောင်းနေတဲ့ဆရာကြီးကနားမလည်တဲ့အကြောင်းရှိပါဘူးဒီမှာဟောခိုင်းဘလောက်ဒီတရားတွေသိပြီးဘလောက်စာတွေတော့ဟောရအခက်ဆုံးတရားဟောတယ်လည်းထွက်သွားဟောတယ်ဒီမှာတပည့်တွေဘလောက်ဟလာပုံစံကိုင်းနေရတော့ညာတပည့်တွေဘလို့ပုံစံဒါတော့မှဆရာကရှင်းရှင်းလင်းလင်းမသွားနိုင်ဘူးလို့ဟုတ်ပြီနော်သဘောပေါက်လားသူတို့သိတယ်သိပြီးတော့အမတန်ဟောရတယ်အခုဆရာဟောတော့လွယ်နေတယ်လားလွယ်ပါတယ်။အော်ခင်ဗျားတို့အတွက်ဟလာဒါကတ်ကောင်းပါအဲ့တော့ကဲဒီမှာအိန္ဒိယနိုင်ငံမှာဒီမှာကျင့်လို့အောင်မြင်တဲ့ပုဂ္ဂိုလ်မရှိဘူးလားရှိပါတယ်ဗုဒ္ဓဒီမှာကျင့်လို့အောင်မြင်ကမှပဲရှိတယ်ပြတ်တတ်တာခတ်ဘူးဗုဒ္ဓအောင်မြင်သွားပြီဘယ်ကံနာမဲ့ကျင့်ပြီးတော့ကိလေသာတွေကုန်တာအဲ့မှာရှိတယ်ဥပကာယရတယ်အကျိုးခန္ဓာမှာကျင့်လို့ကိလေသာတွေအကုန်သေးတယ်ကုန်ခန်းနေတယ်ဗောကိလေသာကုန်ခန်းတယ်ပုဂ္ဂိုလ်တို့ကဟောတမန်တော်ဘုရားမြတ်စွာဘုရားလည်းမဟာတက္ကရာ103ခုနှစ်ကထုံလာပြည်နေမှာအကြောင်းခန္ဓာတားပြီးတော့အောင်မြင်သွားတယ်တွေ့ပြင်မိဂရာကိုထွက်သွားပြင်ဆွဲကြည့်တရားဦးဟောတရားဟောလို့ပြဿနာတရင်ဆိုင်အဲ့ဒီမှာနာမဥပကနဲ့သွားဘာနဲ့သွားဥပကဒါဥပကဟောဒါဗုဒ္ဓဟောသူကဘာလဲဗုဒ္ဓဟောဘာသိနေတာသိလေတာဥပကဟောသိလေတာသိပါတယ်သိနေတယ်လို့ပြောတွေ့တော့သူကစာပေကြီးဗုဒ္ဓကအဲ့ဒါမှာကိလေသာနေတာဘယ်နှလားလောက်ရ2လ3လလို့ရတယ်ဒီက6နှစ်ရှိသူကဘယ်နှစ်ရှိ6နှစ်ရှိ6နှစ်ရှိဟုတ်ဘယ်နှစ်ရှိလဲ6နှစ်ရှိပါ6နှစ်ရှိပြီ60နဲ့6နှစ်60နဲ့6နှစ်ဆိုသူဘယ်နှစ်မှအောင်မြင်တာအသက်6နှစ်အသက်5နှစ်လောက်ကြီးကျင်းလိုက်တာ60ဆိုဘယ်နှစ်ကျင်း35ကျင်းကျင်းအဲ့မှာတတ်လို့အာနာပါနာကိုထားအကျိုးခန္ဓာမှာကြာကြာနာနာဒီစနစ်တွေကလည်းရှိသေးတယ်ဒီလိုဆိုရင်ဗုဒ္ဓမပွင့်ခင်နေဟာဒီအာနာပါနာလောကတွေအိန္ဒိယမှာပေါ်မပေါ်ဘူးလားပေါ်ပါတယ်ကျမ်းဂန်နဲ့လည်းရှိတာဒီလိုလေးတွေ့ကြုံမှာပေါ့ဂတိရောကဲဗုဒ္ဓတရားတော်မရှိအိန္ဒိယနိုင်ငံမှာအာနာပါနာနဲ့တရားအထုတ်ပြီးတော့ကိုလုံးကြီးနဲ့ကိလေသာတွေအောင်မြင်တာမတွေ့ဘူးလားခင်ဗျားတို့ဖေးဖို့တွေဟုတ်တယ်တက်ကူတော့ဟောတယ်ဆရာတို့နားတယ်ဟုတ်တယ်နော်နားမလို့လားနားမလားပဲရိုးရိုးသူတော်ကောင်းနဲ့ဟလာမတရားဖို့တရားရတယ်သူတော်ကောင်းသူတော်ကောင်းမှာဘယ်နှမျိုးကိုယ်မျိုးပါပါခင်ဗျားတို့ဘယ်လိုက်လိုက်နေလဲကိုယ့်ကိုစဉ်းစားဖို့မလိုဘူးလားဒါမိမိခွေးရေးပဲအဲ့တော့တွေ့လဲတွေ့ရောကဲဘသူကစာပေရှိဥပကစာပေရှိတာဟောကိလေသာတွေဟိုမှာ2လ3လလို့ရှိတယ်အဲ့တော့မှသူကကြည့်တော့ဘုံက30နဲ့6နဲ့သားသူက36သူက66ကိုတိတ်မကွာပါဘူး30ဟုတ်ပြီနော်အဲ့လားဘုရင်ပြောသလိုပဲဟိုတို့ပြည့်မြတ်တို့တင်ကလာခေဟာဥစ္စာပြီးဟလားပဋ္ဌာန်းကြီးတော့ရင်တခါတည်းသူကမိမလည်းမရှိတော့ပေါ့ဟိုတို့ဝင်ပြီးတော့ပဋ္ဌာန်းဉာဏ်ရှိတော့ကောင်းတဲ့ငယ်လေးကိုသူ့အမေကိုတခါတည်းပဋ္ဌာန်းနေကပေးပြီးတော့တခါတည်းသူနဲ့ပေးတာပါဘောဟာအမျိုးသမီးကသူ့အမေကဘလောက်ပဲရှိသေးတယ်ဆိုတော့ဟုတ်ပြီနော်သူ့အမေကမှဒါသားလောက်ရှိသေးတယ်သူ့အဖေကဘုရင်လောက်ပဲရှိသေးတယ်ခုနဘူးလောက်ပဲရှိသေးတယ်ဥဒ္ဒမီက90နာကတ်သူဟိုတည်းပြထားနေတာကနာပတဲ့ရတာ
အဲ့ဟိုသူတို့အထက်ပါလာတဲ့မင်းသမီးတွေကသူ့တော့ဝေးရှိတယ်အဲ့ဒါသမီးပေါ့သူတို့သမီးပေါ့အဲ့ဒါဥဒ္ဒမေဘဏ္ဍနာအဲ့ဒါနဲ့သူကဘယ်လိုပေါ့မမီနော်နဲ့ပေးထားမဲ့သူကဘယ်သူလဲဆိုသူပဲပေါ့သူ့အသက်ဘယ်လောက်ရှိလဲခန်းခန်းပြည့်သွားပြီတားရဲ့မယောက်ျားလို့လည်းမယ်အဲ့လိုသူမမီအသက်က30နဲ့5နှစ်တားရဲ့ဖေဖေရအောင်ဖေဖေရ38နှစ်မမီရဲ့ဖေဖေရဲ့နော်ယူမဲ့မိန်းမအသက်ကပေါက်တာနော်တဲ့နှစ်နှစ်ကြီးအဲ့လိုဖြစ်တယ်ပြီဟလာသာဘက်ကလည်းကြည့်တယ်အသက်ကလည်းအိန္ဒိယမှာမမြင်ဘူးသူကအမြင့်ဆုံးပဲဒီပြလူတို့90ကျော်80ကျော်အောင်မြင်တယ်သူက60နဲ့အောင်မြင်တယ်တော့ငါဒီကောင်းမှပြီးသွားချိပြီးတော့ဟာငယ်ငယ်လေးကတော့အောင်မြင်တယ်ကြည့်လားကြည့်တာငါရှင်ကကိလေသာတွေသိပြီးတော့အောင်မြင်နေတဲ့ပုံကိုခေါ်တော့ဟုတ်တယ်ဟောဘုချီပဲအိန္ဒိယဒီရွယ်နဲ့အောင်မြင်မယ်လို့ငါမပြောငါတော့တော်တာငါပဲပြောခုတော့ငါတဲ့ဆက်ပြန်သားမယ်ဟုတ်တယ်နော်ဆက်ပြန်သားတော့အရန်ချက်သွားတော့ဗမာလိုပြောမယ်ဆိုသူတို့တော့အရန်ကတော့လေးစားသွားတယ်လေးစားဟုတ်ပြီမြင်နေရကိလေသာသိတယ်ကျောက်လို့သူသိပါဘူးသိဘူးလေဟိုပြတ်ထွက်ကြည့်တော့မသိဘူးသူကကိလေသာသိတဲ့လူကကိလေသာသိတဲ့လူသိဟုတ်တယ်ဟုတ်ပြီနော်အဲ့လိုသူရွှေမျိုးတွေပဲတဲ့ကိလေခင်ရအောင်တဲ့ကောင်းများတွေ့ရင်ဘယ်မှာတွေ့ရမလဲနာမည်ကဘယ်လိုပေါ်လဲငါနာမည်ဇိနာလို့ဟောနာမည်နဲ့သူတက်လိုက်တာအိန္ဒိယနိုင်ငံမှာဇိနာဆိုတဲ့နာမည်အတွက်ပေးနေတယ်ဘယ်နဲ့သားနဲ့အောင်မြင်တာ36အိန္ဒိယမှာသူကစံနာအောင်မြင်တာသူက60နဲ့အောင်မြင်တာဘယ်နဲ့60နဲ့အောင်မြင်တာအခုဘယ်နဲ့ရှိလဲအောင်မြင်တာဘယ်နဲ့ရှိလဲလာပဲဒီတော့သူတက်တွက်နိုင်တာပေါ့ရှင်းမှာကြည့်လိုက်အဲ့တော့နောက်တွေ့ကြည့်ရင်တဲ့ဘယ်လာတွေ့ရမလဲဘယ်လာခဲ့ပေါ့ကောင်းတယ်ဗျာဟောအကောင်မင်းကထားလို့ပုံလို့ပြောလို့မရဘူးကိလေသာနေတဲ့သူပြောလို့မရဘူးအဲ့တော့မှသိတယ်သူတတိပြန်လာလိမ့်မယ်ဟောကိလေသာသူကမ်းတော့သူကလည်းထွက်သွားဗုဒ္ဓကလည်းမိဂရာကိုလည်းထွက်သွားတဲ့အခါကျတော့မိဂရာကဗုဒ္ဓကကြွလာတာပြည့်သွဲငါကဟိုးမှာဗုဒ္ဓလာပြီလို့ပြောတာပြောပါအမှန်တော့ဗမာစကားနဲ့ပြောလူလိမ်ဒိန်အောင်လာပြီလို့ဒီလိုပြောတာဟောဥပကာကြီးတဲ့ကြောင့်မုတ်ဆိုးရွာတွေ့တာမုတ်ဆိုးအဲ့ဒါမုတ်ဆိုးသာကောင်းတာတွေလောက်တာလားတမယအသက်တတ်ပြီလားတမယအသက်တတ်တာတမယအသက်တတ်တာတော့ကုန်းပေါ်အကောင်ပြင်တော့လောက်တော့မြင်မှုပါလေကြက်လောက်တော့တနာတယ်အဲ့လားဟုတ်လားကြက်တို့ခွေးတို့တော့စိတ်တို့တော့တနာတယ်အကြီးတွေပါတိုက်တာတော့မှရွာကတပွားကြောင့်ဘုရွာအဲ့မှာပညာတတ်တဲ့မူသူကြီးဟာဦးစီးတာအဲ့မူသူကြီးနဲ့ဟောတော့မှမူသူကြီးတွေပေါ့ဟာဟိုမှာကိလေသာကုန်ခန်းနေတယ်ဖယားကကိလေသာကုန်ခန်းတဲ့ပုဂ္ဂိုလ်ဘယ်လိုခေါ်လဲဖယားဟုတ်မှာကိလေသာကုန်တို့ဗုဒ္ဓကိုကိလေသာကုန်ခန်းလို့ဖယားလို့မခေါ်တတ်ဘူးတို့ကပါလေဗုဒ္ဓနော်အញ្ញနဲ့ရောနေတယ်ဖယားပြင်းနဲ့ရောပုံပဲဟုတ်လားခရစ်ယာန်ဘုရားကိလေသာကုန်လို့ခေါ်တာအစ္စလာမ်ဘုရားတိုက်မြန်မာဘုရားနားလိုက်နော်သူကဘုရားတို့ကဗုဒ္ဓသစ္စာ၄ပါးမြန်မာနားလို့ဒါထားပါတော့နားပြီးတော့ပုံတာသူကနားပဲနဲ့ပုံတာရှင်းလားအားလုံးဟုတ်ပြီနော်ဘယ်လိုက်နိုင်တယ်တေချာကြည့်အဲ့ဒါပြောတော့ကြည့်တော့မြင်လိုက်တာနဲ့ဘုံတို့ရွာကြီးဟာဟုတ်ပါဘုရားလားဆိုကိလေသာမြုံပေါက်မှာမရှိတော့သူတော်ကောင်းကြီးပေါ့အဲ့ဒါနဲ့သူတို့ရွာမှာဥပဒကဖြစ်ခံမရပြီပစ္စည်း၄ပါးဒါရကပေါ့ဒီသေးတယ်နော်ဒီတိုင်းနဲ့ရသားပြီးတော့သောကံသားပြီးတော့နေမယ်တဲ့မင်းတို့လူတွေပါရင်လည်းအနေချင်းကမလုပ်ပါနဲ့အဲ့ဒါနဲ့အဲ့ဘုဒ္ဓတကြီးရဲ့အဲ့ဒါအဲ့လိုပဲဥယျာဉ်ချမ်းမြေမှာတေးပြီးပေါက်ပြီးတော့ရင်ဟလာကြောင်းတင်ကပေါက်လို့ထားလိုက်သူတို့ပြောထားလိုက်တော့ဘုဒ္ဓမှာတာဝန်ရှိလို့ရွာအကြီးကဲဖြစ်တဲ့မုံဆူကြီးမှာဖြစ်တဲ့အတွက်သူကနေတိုင်းပေါက်သွားဘူးနေတိုင်းသုံးသွားဘူးသူဝင်းကြီးရတယ်အကျေကြီးပေါ့ဘယ်လိုပါသွားလဲဆိုမုံဆူကြီးမှာသာဝပါဘာပါလဲသာဝဆန်းတဲ့တမီလောက်သူကဘယ်နဲ့တာဘယ်နဲ့ဆောက်တယ်
ပေါ့လားမှန်လားပါဗျာအေးဟုတ်ပြောပြီဒါလေးကဘယ်သူလေးလဲတပည့်တော်တပည့်ပါဗျာတပည့်တော်အကြီးကဲဆိုတော့ဒါလည်းအိမ်တော်မပြုလို့ဒီသာဝါလေးတော့အမေလည်းကိုအဖေလည်းကိုဆိုကြောက်ခေါ်တယ်ကောင်းတယ်အေးငါမီးအမှဆော့ဟုတ်ပြီနော်အခုနရွေလေးတွေပေါ့ဆော့ပြုတခါတလေကြောက်တယ်ကိုပြီးပါဆရာသမားလေဒီမိန်းကလေးကိုဟလားဟို तू ကအကြီးကဲဆိုတော့ဝေးကြီးတွေပါနဲ့သူတို့ရောက်တာတရေလို့ဟုတ်လားအဆွေလို့ဟုတ်လားဒါတွေတားပေါက်မှာအများကြီးတာဝေးရှိလာတယ်တော့တော့မှကြတော့ခြာဝါလေးကိုဒီဖယားကြီးကြောင့်ဥပကကြောင့်မှဒါပြီဘယ်သူကြောင့်မှဒါပြီဥပကကြောင့်တခါတလေသူကောင်းနေဘိုးလေးမှရောက်ကောင်းနေဘိုးလေးမှတို့ရည်ရရှိပါဘာကုန်တာဒီရည်ရကုန်တာလားအဲ့လိုတည်းရတဲ့ရတော့သူပြတာဖို့ဒီကလေးကြီးဟလားဒီကောင်မလေးကျောင်းနေကမှာအဲ့လိုနေလိုက်တာရွာလူကြီးကလည်းဥပုသ်လာပြီလာပွဲသူဒီလာတွေလာယူမကောင်းလားကောင်းတယ်ဒီလာတွေယူပရိသိတဲ့သူတို့ပရိတာစိတ်သူတို့အိရပရိသိတဲ့ဂါရာလေးတွေယူသွားဟုတ်လားအုံရှက်ရီလို့ပါဆိုကြားဘူးလားအဲ့လိုဟလားအုံနဲ့ခံတဲ့ဂါရာလေးတွေနဲ့ပြန်ရွတ်နေတော့ဟုတ်တမာလေးလေးတွေမရဘူးလားရတယ်တော့ကုသိုလ်ကောင်းမှုတွေမရဘူးရပါတယ်တကယ်ငါတို့တော့ရတာဗောတမယတက်တတ်တာကုသိုလ်ကပဲလေတော့ဘယ်လိုကုသိုလ်တော်ရရရှိလားရှိပါဒီဘုရားကြီးကြွလာလို့ရွာကောင်းလာတာမလားအဲ့လိုနေထိုင်နေဟုတ်တနေ့တိုင်းနေပြီးတော့တနေ့နဲ့တော့ဟိုသာဝ73နှစ်က2နှစ်လောက်ကြာတော့ဘယ်လောက်ရအောင်7နှစ်ဘယ်နှစ်ကြာပါ2နှစ်7နှစ်တွေကတော့ခေါ်မလားဒါပေမဲ့ကိလေသာကိုကတော့ဥပက္ခကြီးသာမအောင်တတိပဌာသားမိလားသားမိအဲ့ဒါနဲ့2နှစ်လောက်ခေါ်မလား2နှစ်လောက်ခေါ်မလားတော့ဘယ်နှစ်နှစ်ရှိလဲ16နှစ်ဒီမှာဘယ်နှစ်ထဲပေါ့4နှစ်ဟုတ်နော်အဲ့လိုပေါ်လာတဲ့အခါလဲကြောက်9နှစ်ပဲထားပါဦးဒီက7နှစ်ဟိုကဘယ်နှစ်လဲ9နှစ်ဟုတ်4နှစ်ပေါ့4နှစ်ပဲထားပါဦးဒီက16ဒီမှာဘယ်လောက်ပြောပါ90ပြောပါဟုတ်ပြီနော်ဟလား तू ကဘုဘက်က6နှစ်ပဲဒီဘက်က4နှစ်ပဲဘယ်နှစ်နှစ်ချုပ်ဘာလို့ချုပ်တာကိလေသာတဏှာကိလေသာဒေါသတွေချုပ်မနေဘူးလားသူတော်ဘာမှသူရောမှာသူတော်ဘာမှဒီကလည်းဆက်ကြောင်းတော့အဲ့ဒါနဲ့သူကမတည်ဘူးအဲ့ဒီလေကြောင့်အဲ့ဒီတည်းကြောင့်သားကောင်ကြီးဒီဘက်ကိုမလာဘူးသူတို့တက်တက်ဟိုးပဲ4-5မိုင်လောက်9မိုင်10မိုင်လောက်တော့မိုင်15မိုင်တက်တဲ့စိတ်လောက်ပြီးပွားတော့သားကောင်ရှားတော့ဒီရွာတာဝန်ကြီးခါတိုင်းတော့2မိုင်3မိုင်မရဘူးမရတော့အဲ့လောက်ဆိုတော့9ရက်လောက်4-5ညလောက်အဲ့ရရတဲ့သားတို့ပြန်ထားမှာဒီကြမှာဖောက်တဲ့ဘေးနဲ့ပြီးသဘောပေါက်လားအဲ့တော့မှဒီရွာသားလို့ကောက်လို့ရအဲ့လိုတော့သူကိုယ်တိုင်ဦးလေးရအဲ့လိုသွားမဲ့လေကြာဟောအရေးကြီးတာသူတို့ကိုယ်ွယ်တယ်ဥပကဆိုတဲ့ဘုရားကြီးကိလေသာဟလားညောကနေကင်းကျင်နေတဲ့ဘုရားကြီးကိုတော့အရှင်ဘုရားဟလားတပည့်တော်အိမ်နဲ့3မိုင်လောက်ဝေးဘယ်နှမိုင်လောက်ဝေး3မိုင်လောက်ဝေးတယ်ရွာအလောင်းသိတော့ရွာနဲ့3မိုင်လောက်ဝေးဟောကိုတကားအိမ်ဆိုတော့ရောက်တာပေါ့ခဏတော့ရောက်တော့ပေါ့6လတစ်ခါလောက်3လတစ်ခါလောက်3လလောက်တော့ရောက်တော့3လပို့လို့မရဘာဖြစ်လို့လဲရွာအတွက်လုံးအောင်မလို့10ရက်လောက်ကြာမှပြန်ရောက်9ရက်လောက်ကြာပြန်ရောက်ဆိုတော့အဲ့အတော်တွေဒီ3နှစ်လာအတွက်မှာအိမ်မှာတော့ထုံးစားစားတာဘောမင်းတို့ကိုရွာတော့ကိုွက်နေတဲ့လူတွေဒီလိုခက်ခဲဖြစ်တဲ့ကမှာငါလာသားမှာဘောအိမ်မှာအရှင်ဘုရားဒီမှာသာဝါရှိပါတယ်သာဝါလည်းခုမှခါပြန်ပြီးသာဝါကိုငါမမြင်တာတော့ဘယ်နဲ့တော့ရှိတယ်မနဲ့တော့ဘူးဟာနော်ဟုတ်ဆို2နှစ်3နှစ်မှန်ပါဗျာ2နှစ်3နှစ်လောက်ရှိပြီဘိုးက7နှစ်လောက်တည်းကအပြူဖြစ်လာတဲ့အတွက်ဖေးနဲ့ကိုလျှောက်တာကြောက်တော့မသွားတော့ပဲနဲ့အနာမိပါနဲ့ကျဲပြုတ်ရဲ့အိမ်မနေဖို့တင်မထားဘူးလားတင်ထားတော့ဘုံဆိုကြီးတော့မလိုက်တော့ဘူးအပြူဖြစ်လာသဘောပေါက်တာကိုရီလည်းဒီတိုင်းပါပဲအဲ့ဒါတော့မှဥပကသတိထားပြီသူတရားနဲ့သူပဲနေတာပဲဘာနဲ့နေလဲသူတရားနဲ့အဲ့တော့မှ
အိမ်သွားပါအိမ်မှာသာဝါရှိပါတယ်အရှင်ဘုရားကြီးသူကချက်တပြုတ်တာလေသူတောင်းလောက်နဲ့အလားအရှင်ဘုရားဘုမှာကိလေသာကိပုံတာပေါ့တယ်ငါနဲ့အလားတတ်တယ်သူလည်းမရှိဘူးသားနိုင်တယ်ပြီဖုံးပါပဲဟုတ်လားအဲ့လိုတော့ဘာမှလည်းအလားနဲ့ကဲသွားပြီသူသွားတဲ့အခါလဲကြားလဲကြောက်ဟောနောက်နေ့ကြောက်ဟောသုံးသားကြီးတတ်တာကြီးထပ်တာကြီးဘောအဲ့ဒါမေးပြီးတော့ဟောကိုလည်းလမ်းလျှောက်ပါတယ်ကိုလည်းပါတော့ကိလေသာကိုငါတဏှာလို့ငါ့ကိုကိုယ်ွယ်နဲ့တက္ကသမာလေးကြားမှာကြပါသည်ချမ်းသာကြပါသည်ကြည်လားအဲ့မြတ်တာတွေပို့ဘာတွေပို့မြတ်တာတွေပို့ရင်းနဲ့သုံးသားမယ်တက္ကသမာကိုသွားကြည်လားနဲ့မြတ်တာဘိနာမုဒိတာဥပေက္ခတွေလွတ်ပါတော့တော့မှတရားရှိနေတာကိလေသာမရှိတော့ဘာပဲကြံတရားပဲအာယုပြုပြီးတော့ရှင်ရှောင်းလို့ဟောပြောရင်သူရင်းနဲ့ဟောမုတ်သူကြီးအလားမုတ်သူတတိရဲ့အကြီးကဲအိမ်ကြီးရောက်အိမ်ထဲမှာလည်းကိုနဲ့အမှန်တန်ရင်းနေတယ်အလားကိုတပည့်ညီမကလေးဘယ်လိုရှိနေသာဝါတတ်ရင်းနေပြီလားအဲ့ခါလဲတော့ကြွဟာသာဝါကြည့်လိုက်တော့ကိုရှိတာတော့ဟာခုနကအခုတော့အိန္ဒြေတွေကပြင်းနေတော့ခါသိရင်ကကြီးအလားတင်ကကာတော့လက်ပေါင်းကြီးလည်းအကြီးတော့ဂိုင်းကလည်းတန်တန်တော့လုံးကြီးပေါက်လိုက်ရောအကြီးသူကလည်းသူ့ဘာပဲလေဟုတ်နော်သူ့ဘေးသူတို့ခင်းတာဟိုဒီအလားရှင်ပြကြွလိုက်ကြွပါအေးစာဝဟဲအေးနေတော့တော့အေးမမဘုရားထိုင်တာအေးဖြစ်ဖြစ်တော့လေရပါလေဟုတ်ပြီအဲ့တော့မအေးနဲ့ကြာနာတင်ထားတာမိကလေးပုံမိတတူလို့ဖြစ်တယ်လို့နေနေတဲ့မိကလေးတော့တေဝဝေပြပြပြဖောင်းပွားပေါ့အဲ့တော့ယင်းကြီးကလည်းဟာကြီးဟုတ်နော်ဘုရင်ကလည်းပြနေဟိုကထိုင်းတာအရှိပြဒါလေပြီးတော့ချက်တတ်နေပြီအဲ့ဒါကြောင့်အရှိပြပြီးကတ်မှာနော်တရားပြတော့နေဟောတကရုပ်ကိုတွေ့နေဘယ်ရုပ်ကိုတွေ့နေလဲမိကလေးတွေမှာရုပ်ကအပေါ်မှာရှိတယ်ဟလားဒီခါမှာရှိတယ်ပေါ့ဒီရုပ်ကိုမြင်နေတာအရင်တော့ကိလေသာကောင်းတယ်မြင်ရတော့ဘာဖြစ်မှာမဖြစ်ဘူးပေါ့ဟုတ်ပြီနော်တော့ကြာလာပြန်ပြီဘယ်လိုဘယ်ကြောင့်တော့မချောက်ဖို့ဘာညာလာတော့တဖြည်းဖြည်းဟလားသူကယောက်ျားကြီးကိလေသာတင်းနေတယ်ဥပကဘာကြီးလဲယောက်ျားသူကြောင့်ကတော့ငါကတိတ်ခဲ့သေးတာမလားအခုနေကင်းတောင်းတော့အဲ့လိုလာရင်တဖြည်းဖြည်းတဲ့ပညာဖြစ်ရှိတာဘယ်ခန္ဓာဝင်လဲပြန်မမှန်တယ်လားသိဘူးတဖြည်းဖြည်းတသိတွေဝင်လာတယ်တဖြည်းဖြည်းဘာဖြစ်လဲတဏှာကိလေသာတွေသာပြန်ဝင်လာဒီတော့တတပါဒီလိုမရှိဘူးနော်ဒီတော့လာမှာကျဘယ်လောက်မပြောဘူးဘယ်နှစ်နှစ်ရှိ90 60နဲ့10နှစ်ရှိတော့ဘယ်နှစ်နှစ်ရှိ10နှစ်ဘာလို့ဝိကမ္ရှိနေလို့တေအောင်တာတယ်25နှစ်လောက်ဟာဟုတ်ပြီနော်ကြိုးစားကြရလို့အရင်ချမ်းသာသွားပြီကိလေသာပြောဘူကြီးတွေပြင်အေးချမ်းမနေဘူးလားအေးချမ်းနေပြီအေးချမ်းနေတာလည်းဘလောက်ခန္ဓာ10နှစ်တာအခုကျကိုနဲ့အတူနဲ့ဒီမိန်းကလေးကိုကြည်ရင်ကိလေသာတဏှာလည်းဝင်နောက်တော့ကြနေဟုတ်နော်အဲ့မှာတခါလဲဟလာသတ္တတော့ကေထားတဲ့ဥစ္စာလေးစီစားလေးစီပြည့်စားတော့တယ်ဆိုတော့သတ္တတော့ပြေဖို့မှာသတ္တတော့ကိုမဖို့ဘူးငါဖုံးနေတာနဲ့ဟိုပဲသူဖုံးနေတာဘာလို့လဲတဲ့ကိုသူတက်ဒီပါရွှေ့ပြီးတော့မပွဲမလားဟုတ်တယ်ရှစ်အပ်တဲ့ရုပ်တွေကတော့အပြင်လှကြိုက်ဟောအကြိုက်လားဟောကြိုက်တယ်ချက်ငိုက်တယ်ချက်ငါမကြည့်ဒီကြားနဲ့ရောအိမ်ကြီးဖွဲ့ပြည့်လုံကြီးတွေဖွဲ့ပြည့်ဒီအိမ်ကြီးပေါ်မှာဘယ်သူနဲ့ဘယ်သူနေရောက်တယ်သာဝကတိုင်းသာဝလက်တော့သာဝဘဘကလည်းမလုပ်ပါနဲ့ဘယ်သူကလည်းမလုပ်ပါနဲ့ဟောကိုကသာဝဒါနေပဲဘဘကလုံးလာသာဝရဲ့မင်းကအရန်ကပြတော့ပြတ်တာကြည့်တယ်တာမရအဖြစ်
အတူနေခြင်းလည်းတော့ဘာလို့ဖြောက်ပြောတော့တရားဟောမှာလည်းအဲ့ဒါပြောတရားဟောမှလို့တရားဘာမှမသိတော့ဟုတ်လားဒေသနာခိုင်းတဲ့သကလုံးတွေဖတ်လာဘူးဖတ်လာဟောဟိုဒီပြင်းနဲ့ကအမျိုးမျိုးတရားလုံးရဲ့ကိုယ်ွယ်ထားတယ်ဘုံနဲ့ဖြစ်တယ်ဟိုဒီပြတော့အမျိုးမျိုးကနောက်တော့သူကကာမရအောင်လည်းဖြစ်တယ်ဖြစ်ပေါ့ဟုတ်နော်စလက်ပတ်ပြီးတော့တစ်ခါတဲ့တော့အားရိုက်တယ်အားရိုက်ရမှာချက်ကိုရမှာလားချက်ကိုရမယ်ကွာဘူးဘာဖြစ်လို့ပါရိုက်ကိလေသာတဏှာနဲ့ကြောင်းလာလို့ဒီတဏှာသုံးမျိုးမမြင်တာကြီးဟုတ်လားသမုဒိယတဏှာဆိုတာဘယ်ဟာလဲလို့သဘာဝမသိဉာဏ်မကြည့်နေတော့မှန်သူ့ဘာမှမမြင်တော့ဘူးဟိုကရိုက်ပြန်တော့ပါလို့ရိုက်အင်းအားရှိရဲ့သာဝါဟုတ်တယ်နော်အခုက90ရှိရဲ့အဖိုးရွရိုက်တယ်လေပြီးတော့အိမ်ကလည်းဒလားလောက်ရှိမှာပေါ့အောက်နဲ့ပေါ်တဲ့လေက3နှစ်လို့တော့အဲ့လောက်ရှိမှာအဲ့ကနေလေကြပါဒီလိုပေါက်ကအဲ့လေလေကိုထွန်းပြီးထွေးရထွေးတက်ကဲပိုးတာနဲ့တက်ကဲကိုထွေးထွန်းပြီးကအောက်ကအောက်ရဲ့ကြသာဝါချစ်သာရင်သာနဲ့ကိုနေရတော့ဒီဘဝမှာကုသတုံပြီးတွေ့လားသာဘလို့ပဲကိုယူရက်ဆက်လိုက်အဲ့မှကြည့်လားသာဝါကိုချစ်နေပြီဆိုတဲ့အထီးရတယ်အဲ့မှာကိုလက်ထက်မှာဘာတွေပါတက်ကဲတွေပါလာတယ်သာရင်ညင်းမနေပါနဲ့ကိုကြီးကိုကိုပဲလက်ခံမှာတော့ဟိုကတော့အင်းကြီးပဲတုတ်ပြတော့အဖေအဖိုးကြီးပတ်ပြီးတော့မတက်နဲ့ကွာပြောလို့မရဘူးလားဟိုတော့ကဘုံဘုံကြပါဗျာမလီအေးဟလာတပည့်တော်ကဘုံဘုံဆိုလို့ချင်းတွေ့ချင်းတာတော့မလာဘူးလားအဲ့မြတ်တာတရားကြီးအခုကြခါဝါရဲ့မငင်းတယ်တော့လေမရအဖြစ်ပဲအတူနေအောင်ဘာမလီနားလေးကြဲတာပေါ့အဲ့ဒီကြလဲကြောတခါလဲဒီလေကတုံးလေးတွေပေါ့၅နှစ်လောက်ရှိတယ်လေကကုန်းတယ်အဲ့တော့မှခါဝါဘလို့ဖြစ်လို့ဆိုအဖေဘသူရှုံတော့ခဲ့အဲ့တော့လူကလေးပဲကုန်းတယ်လားကဲတော့မှဘသူကဲဟာဒီတော့ဟာလို့တော့မျက်နှာခံတဲ့ရဦးကြမှာမျက်နှာကဦးကြရုံးပြကြပါရုံးပြလဲကြလေကတစ်ခိုင်းဘောင်းတိုင်းချလို့ဘူးလေးဘူးတော့လေးနဲ့ညာကြည့်တော့ထားတော့မတက်နဲ့နော်မတက်နဲ့ပြစ်လိုက်အဖေကိုးကွက်တာဆိုတော့မပြည့်ဘူးဟောသူကကျမဒူးလေးမှာတစ်ဖက်ကကောက်တတ်တာနှာခေါင်းဆိုနှာခေါင်းမျက်လုံးဆိုကျတော့ရော့ပြစ်လိုက်ဒိန်းပေါ့တဲ့တယ်တော့မပြစ်ဘူးဟောသေသွားမယ်အပေါ်တက်လာမင်းမတက်ပြီလို့မင်းသားလည်းကြည့်ရမလွတ်တော့မင်းအားကိုချက်တယ်ဆိုတဲ့အဖြစ်ဒီမှာပြေးပြီအဲ့ဒီဘာလေးကတက်သိပြတယ်ဒီတက်တယ်တော့ပြစ်တော့သူကပါတယ်မကြီးမင်းကိုသာဝါအဲ့လိုမလုပ်နိုင်ဘူးမင်းနဲ့ကလည်းညားမယ်ဘဝကြီးကအခုတည်းအစိုးရညားနိုင်ကောင်းပြီပြီးတော့မှညားလို့မလီချက်လိုက်တော့ရော့ပြစ်တော့သွားရင်မှန်တော့မှမယ်ဆိုတာလည်းသိတယ်လေသာဝလက်ကဘလောက်ပြင်းတာတော့သိတော့မှမင်းပြန်ပြီးပြမှာမယ်ဒါပေမဲ့မင်းနဲ့ကလည်းညားမှာချစ်တယ်အောင်ပါမဒါတွေပါလို့လေကိုင်းပြီးတော့မှကလေပြီးတော့ပြန်သွားတော့ဟောသာဝအိမ်ကနေကြောင်းနေကပြန်တဲ့အချိန်ကြောင်းနေကနေသာဝရှိလာတော့ဟာအလုံးတော်တတော်ပါလေညမာကြပါစီညနာကြပါစီလမ်းပြကြပါစီဝတ်ပါကြပါစီဩဒီလောကလူလေးဟုတ်နော်တဏှာကိလေသာတွေကိုယ်ကိုကြမှာကြပါဟောခြိလန်းနိုင်လာခဲ့တယ်ဥပကဟောသာဝနဲ့တွေ့ပြီးကိလေသာတွေလည်းပြောင်းဝင်လာအောင်ဒါနဲ့ယူပြီးတော့အခုတကပြန်ရင်းနဲ့ရွတ်သွားတာဟာညမှာကြပါသေးဟုတ်နော်မေအချင်းများသူယူရပြီကောလေအဲ့ဒီကပေါ်တဲ့တခြင်းဟုတ်ဘာမြားနဲ့ပြတာဟုတ်ပြတော့ကဲတဏှာဝါယေအမလေးဝါယေကြည့်နေဟုတ်နော်မြတ်တာပို့သေးဟုတ်ဘူးလားတဏှာလုံးဓမ္မလုံးမှာဘုသူရုပ်ကလေးပေါ့သာဝမလီသာဝရှိရကြည့်လေပြီးနာမယ်နောက်ကကြည့်လေပြီးနာမယ်နှစ်ပြီးတဏှာတရားဆင်းပြေတယ်ပေါ့ဟုတ်ဘူးနော်ဒါတော့အဲ့တော့ကြည့်တာဘာခဏဖွဲ့သူမြင်မမြင်ဘူးအဲ့ဒါပညာဟုတ်နော်အဲ့တော့အဲ့ဓမ္မခန္ဓာဘာလို့လဲနှိမ့်ဆက်
တိတ်ကြလာတော့တစ်ခါလဲဟုတ်ပြီနော်ကြောက်တဲ့ကပြန်သွားအဲ့ဒါတပိတ်ကမှလည်းသုံးနေတဲ့ဖွင့်ကြည့်လိုက်သာဝအပြည့်ဟဲ့တော့မျက်နှာကြိုက်ကြီးဟဲ့ဘာဖြစ်ဒီဆောတာမသားဒီဆောတာမသားဘယ်လိုလဲကြောက်တဲ့ကရောက်တော့ဟာအပေါ်တက်ပြီးတော့ဘယ်လိုတရားနဲ့တော့ပြန်နေမယ်ဟောကိုတက်မဲ့လေးကဟာကိုကြောက်တဲ့ကလေးကသာဝပေါ်လေးတယ်ဟဲ့တော့မျက်နှာကြိုက်အမေရုပ်နဲ့ဟင်းဝဲဒီဖက်ဒီပြတလောက်လာတယ်ဟုတ်တယ်ဒီလိုပြုတ်ပြုတ်ပြီးဟလာတော့မျက်နှာကြိုက်တာဖြစ်နိုင်တော့တယ်တော့ဟဲ့မလီအော်သာဝအော်ပူတော်ပြီဟုတ်နော်ဟိုတော့ဟလာသာဝလေးဒီပြအောက်ကိုမကြီးပြအောက်တော့သာဝရဲ့အဲ့နာမှာတိတ်တော့တယ်နေဖေးပြန်လာရင်ဆိုတော့နေရာလေးကြည့်လိုက်ဟိုတော့တော့ကာဝီလေးနဲ့တက်ကကလေးမလီအခုတော့လှလာပါဟုတ်ဘူးနော်ဝိတ္တာမလီဟလာဒီလိုလူမျိုးကိုရအောင်ယူနေတယ်ဆိုတာရှင်းယူမနေဘူးလားဟာငါမယူဘူးဟာတောင်းတဲ့ငါကဦးတယ်မှာသူတယောက်ဖြစ်ဘယ်ခန္ဓာနှိမ့်တဲ့ကျောင်းကနာနှိမ့်တယ်ပါ ပြလားအကြောင်းကနာနှိမ့်တဲ့လားဘုသူခါဘုရားခန္ဓာက ဘယ်ခန္ဓာညင်းလဲလား အကျောင်းကနာနှိမ့်တယ် စင်းရတဲ့ခန္ဓာခမ်းလျောက်အိန္ဒြေနဲ့သိက္ခာနဲ့မေတ္တာတရားတွေအခုပြန်ပွင့်သွားပြီဟုတ်သူဆယ်သိထုတ်တာအကျိုးကျေးဇူးရပါတယ်သူ့မှာဇာနေမဲဖို့မရဘူးလားရတယ်အဲ့ဒါသူလည်းတစ်ထိန်ကျိုးပြီးတော့ဘုရားခံလိုက်တော့ဘုတော့ခံလိုက်တော့သူတော့ပြင်တော့အဲ့ဒီမှာခါတော့ဘာလို့ဒီအကြောင်းခံမသိုးလဲသူလည်းဘယ်နေရာဒီအကြောင်းမနေနိုင်တော့ကိုနေရာကြည့်နေသာဝဒီနေရာပြသာဝရေသာဝအော်တော့အညာကခန္ဓာအညာကဘယ်ခန္ဓာအဆိုင်ကဲအကြောင်းကနာတိုင်းကဒီမှာခန္ဓာတော့အဲ့တော့ဟိုကြည့်တယ်မရတော့ကိုယ်ကစဉ်းစားတာသာရပေတာနဲ့ဖြစ်တဲ့အခါကျတော့ဟုတ်ပြီနော်သာဝပုံပေါ်မလားဟောရာဝကိုတဲ့ဝင်းနေနော်ဒီပုံပေါ်မလားခန္ဓာတော့မဟုတ်ဘူးမတက်တာဒီမြောင်ကြည့်လိုက်တယ်သာဝဒီကနာကြည့်လိုက်တယ်သာဝဟောဘုရားကလေကားလေးကြည့်လိုက်တယ်သာဝပါဥယျာဉ်တော်လေးနဲ့ကြည့်လိုက်သာဝအမှန်ဓမ္မယုံမှာပေါ်တာဓမ္မယုံမှာတော့ဓမ္မတိုက်တယ်အကြောင်းခန္ဓာဖွဲ့တယ်အာဘောတရား၄ပါးနဲ့ထုတ်တယ်ယူပုပါဒနာခန္ဓာဝေဒနုပါဒသင်္နိပါဒကာရုပခန္ဓာနဲ့ခန္ဓာပေါ်မနေဘူးလားပေါ်နေပါလေပေါ်နေတော့အဲ့ခန္ဓာကိုယ်နဲ့တသက်တဲ့ဆိုဘုရုဇာဖို့ငါကိုခံရရတယ်ဆင်းရဲအတက်ကပဲကြီးတော့ပို့ဆိုးပြီပေါ့ပို့ဆင်းရဲနေတယ်ဟာသူဘခန္ဓာရပတ်ပြီးအောက်လာတော့မှသူကစဉ်းစားအဲ့ပို့ပေါ်မလားအဲ့ခန္ဓာပေါ်မလားသူလည်းဥတော့ပြေးတာရာဝင်ကိုယ်ထဲမှာကြောက်ပြာကြီးကိုသူရည်တိုးတဲ့ကြောက်ပြာကြီးကိုပိတ်ထားတယ်ဘသူမလာနိုင်တော့သာဝမလာနိုင်တော့သူတော့တခါလဲအင်းနဲ့အားနဲ့ပိတ်တော့အတက်ကလည်းကြီးအဲ့ဒီကိုဝင်ပြီးတော့ထိုင်ထားတယ်ပြန်မလို့မရဘူးဘလို့ဆိုအထက်ကြောက်အထက်မောင်းတော့မှအမကသာဝကိုကြီးဆိုတော့အဲ့တော့မှဟာအထက်မှာပဲရောက်လာတာပဲရောက်လာတော့မှခါကူနားပေးပြီးတော့အခါတိုင်းတော့ဘာမှမပြုတ်လဲအခါတိုင်းတော့អော်တာပေါ့ခင်ဗျားတို့អော်ဘူးတဲ့တော့ဒီကြတယ်ဟဲ့အကြောင်းခံတာဟုတ်နိုင်တော့ဒီကခါဝါမေအော်ဆိုတော့ပြန်တော့သူလေអော်တာဘယ်ခန္ဓာတရားမမြင်တဲ့အခါကျသင်္ကပြက်လာអော်အောင်လားကိုယ်လေးអော်ဘူးကလည်းဟုတ်နော်ဘူးတော့ဖြစ်ပြောလို့သွားလို့အေးသွားဒါလည်းတစ်ခါလာဆောက်တယ်ဟုတ်လားဒါပေမဲ့သူ့ကိုမြင်လာတော့ဘာပြုတ်တာဒိဋ္ဌိကပြုတ်တာတော်သေးတော့ဟုတ်ပြီနော်အဲ့ခါတော့သူညင်ကဟောတာသူကလည်းဟလာပါဠိပတ္တလေးပြောဘုန်းကြီးရတယ်ဘုန်းကြီးမလားဘုန်းကြီးဆိုတော့ဘုန်းကြီးတန်တယ်လည်းတော့သာဝရေအမလီကိုတော့မင်းကိုဟလာမတတ်နိုင်တော့ဘူးလုံးအောင်ပါတော့တော့နေကဟောတော့ဟလာဝါယေဝါယေဝေယ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 ဝါယေဝါယေဝေယ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 ပရိသတ်မှာဘတ်အဲ့ဒီအချိန်မှာပဲဟောဘုရင်ကရောက်လာဟောသာဝါတို့အဖေက
မင်းတို့သွားနေကြွားဖို့နတ်ဆရာကိလေသာကုန်ကားနေတဲ့ဘုရားပြုပြငါဆရာလောက်ကြည့်တော့သွားမယ်ဆိုကြောက်သွားလည်းကြောက်တော့ဟိုအောင်နာသာဝရေဝါယေဝေယဝါယေဝါယေအိုးဝါယေဝေယ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 ဟာတတိတိကဒီတော့လူဘုရားပြန်တယ်ငါကိုယ်တော့ကဒီပိဋိကိုမညောအခုကြတာရလိုက်တာပရိက္ခကဟာဥလိတိုင်းတော့အဲ့ဝါယေဝေယဆိုတဲ့ပိဋိကလေးနှလုံးသားနဲ့အေးတော့တတိတိတောင်းနေတာကဟာအနာရောမှာပုံတော့ကောင်းတော့ဒီကတစ်ချိန်လုံးကအဲ့ဒါလူကိုလုံးမှပြန်ခုတော့ဘာသာမဲ့လားအတ္တမဲ့ကြရွတ်တဲ့အတ္တမဲ့လားလူမပြောအမလေးငါဟိုမှာသွားနေလို့ဒီမှာဒီနဲ့အစစ်မြင့်နဲ့တရားဓမ္မကိုမြင်နေလို့အဲ့ဒါအတ္တနာကြားတဲ့ရုပ်တော်မမြင်တော့ပါလားငါရခဲ့ပြီသွားဒီလိုနာခဲ့ရပြီသွားဒါကြောင့်ဒီပြည့်ကိုအာရပါငါရုပ်တော်ကိုကြည့်ပြီးနာကျင်လိုက်တာဆိုတော့အဲ့ရောက်တော့အိုးအရှင်မြတ်ဖရာအရှင်မြတ်ကပရိသတ်ကတော့အပဒံကိုအလားလာကြလို့ကြည်ညိုလွန်လာပါလေဖရာအတ္တနာကြားလို့ကြည်ညိုရပါတယ်အရှင်ဖရာရုပ်တော်ကလေးနဲ့အဲ့ဒီဝါယေဝေယဆိုတဲ့ပရိကလေးကိုရွတ်ရင်ဖြစ်တပည့်တော်သူရသူအလားတရားသူနှပ်ပါပြီဖရာအဲ့ဒါအဲ့ဘုံဆိုးလားမှန်ပါဗျာငါကိုဖြောက်တာမဟုတ်ဘူးရအောင်ဟိုတဲ့ဘုံတော့ဟလားကြောက်ပြပေးတာကပြားကိုမထားနိုင်ဘူးကြောက်ပြဖွင့်ပေးပါအော်အဲ့လိုလားဩတရားဓမ္မကရာဝင်ဟိုတဲ့လည်းဝင်ကျင့်နေကျင့်ရတာပဲလေအဲ့တော့ကြီးညိုညိုနဲ့ဖိတ်ပေးလိုက်အရှင်ဗျာတပည့်တော်တွားနေတော့ဟလားတရားဓမ္မကိုအာရုံပြုလိုက်တာဟိုပရိအစ်စ်တွေတော့မှတပည့်တော်အရင်ဆုံးကြည်နုံးတော်အားကြီးလို့ဟလားနာကြားနေပါလေပရိကိုအဲ့ရုပ်နေတယ်အဲ့မုံသူရဲ့အဲ့ဒါပရိမဟုတ်ဘူးမေတ္တာလေးကိုငါသိလို့အဲ့ဒါပြည့်နေလို့ဆိုတော့ကဲပြက်သေးလားပြက်တော့ကိုအဲ့ဒါလည်းရင်တကာတော့မှမေတ္တာမီးနဲ့ငါလည်းပြီးတာဥပဒကဟိုပါလဲဥပဒကသူကလူကျင်တဲ့ကိစ္စပေးပါမယ်သူဒီမှာထားတာကဲတပည့်တော်တကားရှိတယ်တပည့်တော်ရှင်ဘုရားကြီးလည်းဘာနာတိဘာသာအတာကြီးတယ်ဟုတ်လားအာနာပါနာဘယ်လိုလုပ်အောင်ပရိဘယ်လိုသိရလဲသူတော်အောင်တရားကိုရတယ်တပည့်တယောက်ပြောပါဘူးအရှင်ဘုရားကိုတပည့်တော်ကဲလူဖတ်လာအာဝနာပေးလာပေးလာပါပေးစားပါအခုနသာပြီးပြောသူလိုပဲလေကွာတာကညံ့တော့မှမဟုတ်ပါဘိုးက16နှစ်16နှစ်ဘိုးက80ဆိုတော့ဟာသာဝပြတ္တနာရှာတာဟောရှာဒါမှနေရမရရတော့ကလေးတယောက်ဘယ်တယောက်လဲမရတာလေးတွေရောက်ဒီအလားအကြောင်းဒီသာဝပြုံမဟုတ်ဘူးဘယ်လိုလဲကိုအကြောင်းကနာပြုံသူကခိုင်းနေတော့လူလုံးပါလေကိုလိုက်လို့တာလေတော့မှသာဝပြောတယ်ဒီမှာလုံးကြီးတွေနော်ကလေးအနည်းတွေကြီးတွေပါသားတယ်ကျမအောက်ကပေါင်းနေတယ်ဟာအဲ့မှာကျုပ်တစ်ဖက်မှာမလုပ်တာသမင်းချက်ရတယ်သာဝတော့အဲ့မှာတခါလေရတာအသားတော်ကြီးဟုတ်သာဝရဲ့သာဝသားလို့နော်ဒီလေးနဲ့အမလေးဂိုင်းတာတွေ့ရေကိုကြီးကံပြည့်သာဝအလုံးလုံးနဲ့လေဘယ်လိုလေးလုပ်ရမလဲတစ်ဖက်အကြီးအကြီးသူ့ပြရတာအဲရေသူ့ပြရတာအမလေးသူ့မှာအခုကတဏှာကိလေသာကြောက်လို့လေတရားလို့တော့အခုတော့တဏှာကိလေသာကောင်းမှန်းသိတယ်90ကျော်နေပြီ90ကျန်းနဲ့လက်ကတောင်းနေရှိသွားပြီဘောကလေးကငငယ်လေးပြောတခါလဲအတင်းပြောဟိုကလည်းပဲဟဲ့ဟလားတော့ပြန်ကြိုက်အဖေကိုကပ်ပြီးတော့ရေငါတို့ငငယ်ရွယ်မိမပြီးလို့ယူတဲ့ငါဘူးလို့ဘာလို့ပေါ့ဗျာဟိုရကတိုင်ပြောမနေတော့ပါဘူးရတကားကိုမြန်မြန်ပေါက်တာနေလိုက်ပြောနားနိုင်နားနိုင်ဘူးတဏှာရဲ့တတ်ဒီဘာရဲ့တတ်ဒီတဏှာရဲ့တတ်ဒီဒီပြောနောက်တော့မှမခံနိုင်တာပြောတော့ဘူးနော်ဘာကောင်းလဲဟိုပေါက်ပန်းလေးလေကျွေးမရှိမျိုးမရှိဟုတ်ပြီနော်အဲ့ဒါအုတ်ကြပြတ်ပေါက်လို့ပါလို့ဘေးနမဆဲတော့လူခံနိုင်အဲ့ဒါကသာဝအောက်အဲ့လိုမပြောနဲ့ငါမှကျွေးကြီးငါကျွေးပြောပေါ့ပြီနော်ဘာလဲကွာစိင္ဃလို့ခေါ်တယ်ဟုတ်ဘူးနော်အဲ့မှာရှိတယ်မလေးအဲ့လိုရှိရင်သွားမှာပေါ့
ဒီကနေချတယ်မျက်နှာခြေထောက်နဲ့ကလည်းမစင်းနိုင်ဘူးမပြုတ်တယ်ဟာပါနေအဲ့လိုမပြောနဲ့ဟာကွာရင်လေဒီကိုဘယ်သူကတနေ့ဖို့ပဲနေရတော့ဘယ်သူကရေတွေဆွဲပြီးလဲအကြီးကောင်ကဘယ်သူကကြော်ပြီးလဲနေဝတ်တဲ့ထမိန်လေးလေနေဝတ်တဲ့တော့ဘောင်းပြာကနေတဲ့ကလေးတွေကတုံးတုံးလေးရဲ့အကိုကြီးလျှော်ပေးတော့လေအပြောင်းဝတ်နေတဲ့ဒီပါလေးရဲ့အဲ့လိုမပြောမှလည်းဒီဖဲမြတ်တဲ့ဘာလို့ရိုက်လိုက်အောင်ဟာနာမလေးပါပေါက်ပန်းလေးတွေအုတ်ကြတဲ့ပေါက်ကျွေးမရှိရုပ်မရှိအားပေါ်မရှိလို့အဖေကိုကတ်ပြောတယ်သူ့သမီးနဲ့ယူသေးတယ်အဲ့ဒါတော့ဘာမှနစ်ကပြောတာသူ့နာလုံးနဲ့ဒီကိစ္စဟာမပြောနဲ့ဘာဖြစ်ဖြစ်ဒီကလေးကိုလူကြီးတို့ပြီးအငယ်တို့လေအခုကခါမှာကြက်ခွေးတော့သမီးပြတ်တော့လေသာဝမြတ်ကြီးကြီးစားတယ်လားဆိုတော့ကိုကြီးရဲ့ဖြစ်နေလေပြစ်တာကအဲ့ဒီမှာသာဝစားတယ်ဆိုတော့တာအောင်တမျိုးဒီသမီး6လားဆို6နေအောင်ဒီအောက်ကဘောင်းကြီး6လားဆို6တော့ဗရာကြီး6လားဆို6နေအောင်အဝေးလေအဲ့လောက်ကြီးလေပြုလို့နေတာလေဟောပခုတ်ပေုံတမယ်လေးပဲဟုတ်တော့ဒီလိုမကြိုက်ဘူးဟိုလိုအရင်မရှိတယ်ဒီကလေးတော့အော်အမလေးရှင်းလို့သူကပြောနိုင်သေးတယ်အမလေးဟဲ့ကျမတို့ကလေဒါမျိုးအေးအေးရှင်းတာဖတ်သွားသာဝအဲ့လိုမပြောတော့ပြောနိတကယ်ပြောတာငါကွာအမလေးတောက်ချက်အဘာညာပေါ့အချက်မရှိနေကွာဒီကငါကွာမယ်နည်းနည်းရှင်းလာတော့ဒီကလေးတော့ကောင်းတယ်အမလေးရတယ်အမလေးဒီကအမလေးဒါတော့ဟလာသာဝတော့အေးစေးပဲသွားတာတော့ရှင်းသွားဖို့ရည်ကြီးအကွာမယ်နော်ကွာဒီကနေ့ပြန်ပြန်တာမသိတော့ဘူးရှင်းကိုကြည့်နေရတယ်ကြာပြီပေါ့ဘာကြီးညာကြီးပေါ့အဲမှာအဲ့ဒါတော့ဟမ်းနေတယ်ဘာကွာမယ်ငါကွာမှာကွာဘာတဲ့တော့မစင်းလာဘူးရှိအုတ်ထဲနဲ့ပေါက်လိုက်တော့တော့ပေါ့ပြငါကွာမှာမဟဲငါရှိဒီတော့ငါမရှိမပြောနဲ့တရွေ့အဲ့ဒါသူအချင်းအပွေရဲ့ဇိနာကျူသွားဖို့ဘယ်လိုပြောက်သွားတော့ဒီလိုဆက်တော့ဆောင်းတဲ့ကလေးပြင်းနေတာကိုကြီးကိုချိန်ပြပြန်တော့အကိုကြီးလေးကွာတယ်ကလေးတွေထက်တော့ဒီကလေးတွေထိန်းရတာကလေးရေချိုးပြရတော့ခါပါပေးမှာတော့အိုးဝိုင်းတော့ဝေးလာခါပါမှဒီကခြေပါပြက်တာလည်းဆိုပြန်ပြီးမှကျုပ်ကအေးလားကျုပ်အဲ့လောက်ဒီသူ့ပေါ်မှာတွဲတော့ပြန်ပြီးတော့ဝေးတော့လေရွာထိပ်ရွာထိပ်ကမတားဝေးတော့လေစိတ်ထဲမှာဒီအဲ့ရွာထိပ်ကမဲမဲလေးနဲ့လေလူအရင်ကလေးကထွက်သွားပြန်ပြီးမှဆာပါလဲဆိုတော့အခုတော့အဝေးရောက်နေတယ်မဟုတ်ပါဆာပါဆိုတဲ့အရေးတော့အခါမလေးဒါကတော့ဒီကတော့ဒီလုံးနေနေတယ်ရှိတာရောဘာဖြစ်တာပါလေလို့နေမယ်ဘလို့ကပြီးရင်သိရင်သိပြန်တော့လဲအခုမှဒီကွိုင်းသွားနေရွာကြောက်သွားလိုက်ဒီလိုရင်ကြောက်ရောက်သွားတာဒီရောဘောရမဘုရားနဲ့တွေ့တော့ဟုတ်ပြီနော်ပေါ်လိုက်တာပေါ့သူကဒီဘက်ကြွားပြီးတာဒီဘက်မှာအောင်ပြီးတာအဲ့ဘက်မှာလေးတော့တာတက်တာရှိဘယ်ဘက်ဟောရှိတယ်အဲ့လိုဆိုရင်ချုပ်ပြီးဟောဘုရားချုပ်ပြီးနှစ်ပေါင်းများတော့ကြာဘာလို့လဲပြန်ဝင်လာဒီမှာချုပ်ပြီးဘယ်တော့မှပြန်မလာတော့ဒီတော့တာနဲ့ဒီတော့တာမကွာဘူးလားကွာပါတယ်ခင်ဗျားတို့ဒီကဒိဋ္ဌိချုပ်ပြီးနောက်နေ့လာပါသူတို့ဘုရားငုံနေတော့ပြောရတယ်နော်ဟလားသူတော်ကကြောင်းပြန်မှဆိုလိုက်ဘယ်တော့မှမရတော့ဘူးမပြောဘူးလားဟုတ်လားဒါကြောင့်ထေရဝါဒစစ်စစ်တွေကဒီတရားရကြလူတွေကသီလတွေပြင်ကြောကမဲ့လို့လေသူတော်ကမဆိုကြောကပြီးတာနဲ့ဟလားတိရေကဟလားဘာကြောင့်သောတရသီလဟလားဒါမျိုးတွေထက်ထူတာပေါ့ဟုတ်လားသဘောပေါက်အဲ့တော့အဲ့ဒါလည်းပြီးတော့ဒီဘက်ပြလိုက်တာအဲ့တော့မြောက်ပြလို့ဣရိတာပုံထမ်းနဲ့အရဟတပုဂ္ဂိုလ်ဖြစ်သွားတယ်ကလေးတော့မရောက်လာမိမရလို့
ကိလေသာကောကျင့်ပြီးတော့ပြန်မင်းပြန်တော့မိမရကလေးတွေရတော့ခုဒီလိုမျိုးကြောက်ကြောက်တော့ဘယ်ဘက်ခန္ဓာပြရ အကြောင်းပါ ဒီလိုဆိုချုပ်သွားပြီသာဝတိပြန်လာတော့ ပြန်တော့ မပြန်နဲ့မတဲ့ဖေးတမီးရတယ်ကိုကြီးအဲ့လိုမလုပ်အောင်လို့ဒီကတည်းကလေးကြော်လိုက်ဟာဘာကြည့်လဲဒီရန်ကြမ်းတယ်ငါကြားတယ်တစ်ချိန်ကတေးလို့ရှိရင်ဆရာကဟာမပြောတယ်မပြောအောင်လေတမီးဒီပါဘီကိုယူလေတကယ်တကယ်ကျတမီးကအရန်ချက်တာအော်နေရာခုမှချက်တယ်ကိုကဘယ်ရောက်လို့ရောက်မှမသိဘူးအဖေကလေးရောက်ပါလေအကြည့်တော့လာလေညတာဖေးဖေးတမန်လေးတဲ့တော့အငယ်ကြီးရတယ်ဒီပြတ်တော့ဒီအမောကြည့်ကြည့်နာတခါတည်းကဖေးလေဖေးပြတမီးမအေးရနေလားအကြည့်ကောင်ရတယ်ဖေးမမဖေးကိုကိုတတ်တယ်ဆိုတော့ကျမကြီးနေတဲ့လူတွေလည်းဖေးဟာစားပါရဲ့你那屋里爱你的，那边都没事嘛，那边不管那个，那边的都也接不的接个呗，你看哪里？我在月下里边，那边啊，你那个那边啊，因为啊呢，都是打发的，考虑打发的，那边的啊，工作的，啊，打那个光用的，啊啦，啊，打那个用的，啊，有啊，对啊，打的，啊，没啊打，没啊打的，不管他们那不别。လေသူကျဲသူတွေကိုသမီးဆက်ပါပြီလားတဲ့ကသူအရာကောင်းတယ်လေဒီပေါ်အခုဒီကလေးတွေပေါ်ကကြီးတွေဖိဖိကြီးမဲ့ဒီလေကူလာဒီလိုက်ဖို့ပါအေးသူသွားတဲ့နေရာနှိပ်ပြောသွားငါခဏခဏဒီဒိနာဟောတော့အားလုံးကကိုရတယ်ယူကကဲနာအဖေညနာဘလို့ထားမှာမသိဘူးမဲ့လို့ကျုပ်လေဟဲ့တတိမနဲ့ဒီကလေးကတော့မျက်နှာတော့ကဲစားပါလဲတော့ကအဲဆိုတော့ဘာနာပေါ့ဘောတော့တဏှာတော့တိုင်းကိုကြောင့်လေဘေးကိုမခွဲတိုင်းတသားလို့နဲ့မမေးရတဲ့မေးရတဲ့ဒီကိုကြီးဒီမှာတိတော့ပြမှာကိုရတဲ့တကယ်ရလာပြီလားခေါင်းရမှာနေကိုကြီးတာနဲ့နေမလေးချိန်တိုင်းချက်ပြကမမြင်ရတဲ့လို့ပြောကိုကိပါမဖြစ်တာပြုံးမှာပေါ့တာဖေးကိုချက်လာရင်အရင်ချက်တော့အေးအရာနဲ့တာပါလဲနေပေါ့ဟောဒီလိုရှိရဟုတ်လားဘောရမဘုရားရှိရမဟုတ်ဆိုရလဲမှာမိုက်ရတဲ့တတိသာဝထွေးမှာလေကလေးတွေပေါ့တော့နိစ္စလာတဲ့ဇေရမနာလည်းရောက်တော့ဟဲ့ဆိုတော့ကြည့်လိုက်မြတ်စွာဘုရားတောင်းတော်မှာအရကရှိရှိအသက်80ကျော်80ရှိတယ်ဘရုံးရကိုယ်ကိုသင်္ကန်းပုံပြရောင်းတဲ့ယဟန်တစ်ပါးအပတအိန္ဒိယတိတ်ကကြီးမှာတင်းညာတော့ဒီဘက်ကမြင်လိုက်တယ်တားနဲ့သာဝါအကိုကြီးမဲ့ဒါဒီညမှာဘာလို့အကူကြီးပြီးပါအဖေဆိုအာကြီးဆိုတော့ဟောပါအကယ်လေးထိတ်တော့တားပြီးတော့ကိုကြီးဖေးဆိုပြေးလာသာမနဲ့အတင်းဖက်မဲ့လို့ဘုံကလည်းတင်းတော့ဘာတုကမှာတကမာအဲ့ညမှာရက်မဲ့ဟိုတော့အရေးမြင်တာတော့သာမအဖြစ်ပြေးတော့ဗာပြန်လာခဲ့မယ်တော့ခုတော့အကြောင်းနာပြီးတော့လာသေးတော့အကျိုးကဘာမှမလုပ်ကြဘူးဟုတ်မြတ်တာတွေကြီးလာပြီးတော့ပြိုင်တယ်ဟုတ်လားအဲ့တော့ပုတ်ပြီးကိုဒီမှာရကိုယူဘယ်လိုဒီလုပ်ပြပါအားရတယ်လေးတိလားအငယ်ကောဟာဒီတာလောကကာကိုင်းအတူပြီးလူပဲကြောက်ပြာကောင်းတယ်မြတ်စွာဘုရားသစ္စာ၄ပါးတရားသစ္စာ၄ပါးတရားကိုဘယ်ခန္ဓာဟောတာရောက်ဒီခန္ဓာနဲ့ကွာနေလားသစ္စာ၄ပါးတရားပြီးအဘယ်ကားပြည့်တယ်ဒါကြောင့်မှနာမှာအခုတိတော့သစ္စာ၄ပါးဟောလို့မရဘူးဒါဟောဖို့ခက်တယ်ဟုတ်ဒီဝတ်ချက်တွေအများကြီးသစ္စာ၄ပါးဟုတ်သစ္စာ၄ပါးနာပြီးတယ်သူကျန်နေရှိတယ်အကုန်လုံးမေးကြည့်လို့ရတယ်ဘယ်လိုလဲပြည့်မှာဖတ်ထားရှိဟုတ်လားသူခန္ဓာမတူဘူးလေအကျိုးခန္ဓာတရားထိုင်လို့ရတယ်ပရိသိတ်လို့ရတယ်အကြောင်းခန္ဓာနဲ့သစ္စာပဲတစ်ပါးရတယ်ဒီပါများလို့ပိုင်းနိုင်အကုန်ကြည့်ဖို့ဟောတဲ့ပြောတဲ့ပုဂ္ဂိုလ်ဟုတ်လားဒီလိုပွဲကြည့်ရင်လည်းအဘယ်ကပဲနိဗ္ဗာန်ဘေးနိဗ္ဗာန်သတ်တာယုံနာပုဂ္ဂိုလ်
ဗုဒ္ဓတရားလက်တွေ့တယ်နော်အဲ့တော့ဟိုကဘယ်ခန္ဓာတည်ကျောင်းခန္ဓာတော့အကြောင်းကမတည်တော့အကြောင်းခန္ဓာပြန်မလာဒီဘက်ကဟာဒီအကုန်ချုပ်ပြည့်တာအလားတော့မဖြစ်ဘူးနော်ဒါနဲ့တော့လောက်ထားတာတော်တော်ပြောင်းမှာဂျိုးကျေးဇူးရှိတယ်တောင်းကြတယ်ဟုတ်လားအခုလာတော့ခံလိုက်အခုလာတော့အဲ့တော့မနာတဲ့ခါကြဟုတ်ပြီနော်အဲ့တော့အမျိုးမျိုးထောက်ပြပြီးတော့ယောဂမလည်းလားအဲ့တော့သူကဘောရမဗုဒ္ဓတာရင်တပည့်ဖြစ်ပြီးတော့အခုကြတကယ်ကိုကြည့်နေတာနောက်တစ်ပတ်ပြန်မလာတော့ဝေးရကိုသွန့်လိုက်ပြီဘုရားကသွန့်လာတော့ねပြန်လာပြီးတော့ပိတ်တာဖွင့်လိုက်နေရတယ်အခုတော့ဖွင့်တာကိုယ်မှာတရားသိပြီးတော့သွားပြီးတော့တရားကိုပို့ပြီးပြန်လာသေးလားမျက်စိကဖွင့်ရပြန်မလာတော့ဟုတ်ပြီနော်ဒီကိလေသာလည်းဘလို့ဖွင့်တာလားပြန်မလာတဲ့အခါကျတော့သာဝအတင်းလူကောင်းဖက်ခြင်းလည်းမရငါတို့ကမှကြည့်လို့မရဘူးလေကိုယ်ကချော့မောလို့ထားလို့အဲ့လိုပြောရင်နေဟဲ့လားနင်တို့ငါ့ကိုဖြစ်တယ်လူကြီးငါလည်းနင်တို့ဖြစ်တဲ့အတွက်ကြောင့်ငါသစ္စာ၄ပါးတရားလေးဟောမယ်ဟောလိုက်ဒါမရောက်တာငယ်နေတယ်တော့မရဘူးလေတို့ဟောရောက်မှလည်းသစ္စာ၄ပါးတရားရလို့မဟာသောတာပန်ဖြစ်သွားတယ်သာဝလည်းနိုင်တဲ့သောတာပန်ဖြစ်တဲ့အခါကျဟောအာဘောတရားပုံသဏ္ဍာန်ညာအသိမှလို့ဖြစ်လို့ဟောဒါပေမဲ့တောင်းတယ်လို့ကိုမဘုရားကကုန်းတဲ့သုံးလို့ကမေတ္တာတရားတာတွေ့လားအဲ့တော့သာဝလင်းရကောင်းဖို့ဟုတ်ပြီနော်ဒါအလုံးတော်တော့အလုံးကောင်းဖို့လင်းမရခုကြောင့်သာဝတိလိုက်တာဒီလိုလင်းမျိုးကိုရဖို့ဟောအပေတကားပိတ်နိဗ္ဗာန်တကားဖို့တော့ဒီလေးပါတော့တဲ့ဘဝရအမတန်ကျေးဇူးကြည်လာပါတယ်ဘုရားအမဒီလိုသမ မျိုးရတော့အခုတော့ကသောတာပန်ဖြစ်တာကလျာဏမိတ်တတဗ္ဗတာတဲ့လားကလျာဏမိတ်တတဗ္ဗတာဒီဥပကိုင်းတာကာဝမရရင်သူတို့သောတာပန်ဖြစ်ပါမဖြစ်ပါဘူးနောက်နေ့ကြည့်လာတဲ့အခါကျသူ့ဒီတဲ့အကြီးကောင်ကယန္တာဖြစ်တာလေအကြီးကောင်ဟောအငယ်လေးအကျမ်းဟောဘုရားပြိဋိဘပြုတော့သူဘတ်တာဗါတဲ့သူဘတ်တာဟောဘုရားကတော့သူငယ်ကောင်ကလည်းသွားပြီးတော့နောက်သူဘုရားပြိဋိဘပြုကအန္တတာတိဘိက္ခုကေအာမတရားကြီးဟောဝရဓမ္မတေကာရအပ္ပမဒိနာတမ္မာဒိတာအဲ့သာဝတာဟောတာသာဝတာပညာဓာတ်ဟောပါကဲသူတို့မိသားစုတို့သားတွေကအာသောတရားကုသနဲ့ညာနာဖြစ်သွားတယ်မိရသောတာပန်တရားဖြစ်သွားတယ်သာဝလည်းသောတာပန်တရားဖြစ်သွားတယ်မိသားစုရဲ့တကယ်အပူမေးတွေကင်းတော့ကိလေသာဆိုတဲ့တရားတွေကင်းနေပြီတကားလားမိမိဘဝမှာတစ်ချိန်ကဒီကြောင့်ကလည်းဒါနတဲ့ဥပကလည်းခံသာဝလည်းခံရောက်မှလည်းကြားရခံဒီလိုပူလို့တွားပြီးတော့ပြီးနေတာဒါနတဲ့နေရာဒီနေ့တော့မိသားစုလိုက်ပြည်ပြောင်းပြီးတော့အောင်မြင်တဲ့မိသားစုဘဝကြီးနဲ့ဒီနေ့တော့အပေတကားပဲနိဗ္ဗာန်တကားဘေးလေးပါလွတ်တဲ့မိသားစုဘဝကြီးနဲ့ကြီးကျယ်ခမ်းနားတဲ့ချမ်းသာခြင်းကိုရပြီးတော့မလုပ်ရဘူးဒီခန္ဓာသိဆုံးတဲ့ခန္ဓာသိဆုံးကျိုးခန္ဓာဘဝမှာမရခဲ့တဲ့ကိစ္စကိုသစ္စာ၄ပါးတရားမရဘူးလားရပါဘူးအဲ့ဒါကြောင့်ယောဂီတို့ကိုမနမကြရဲဘက်ကသစ္စာလားဘက်ကသစ္စာဆိုပါဠိဘယ်တစ်ပိုင်းဖြစ်သွား၄ပါးအဲ့ဒီဘက်ကပါဠိလိုပဲဖြစ်ဒါပဲဖြစ်ပါဠိလိုဆိုပြရဒီတရားဟောအာဟုသနာတာတို့ခုဒီတရားနာဒီတရားနာရဲ့သူ့စကားတော်ကိုပြတ်ထားဖို့လုံးလားလိုပါတယ်လို့ဘလို့ပဲပြရပါဠိလိုပဲပြဓမ္မပြန်နဲ့မပြတ်ဒီဟလာသူ့သဘာဝတတ္တိကိုကြီးကျယ်ခန္ဓာတော့မြင်ပြီးတော့ယင်သစ္စာညာကိစ္စညာကတ္တညာရအခုဒီလောက်တော့ပြည့်လိမ့်မယ်လို့နောက်နှစ်တော်တော်နဲ့နောက်နဲ့ဟောသေဟာနှီးကြတော့ဩကဘာမြင်လောကဓာတ်ကြီးတော့တစ်ခုလုံးတော့လင်းနေတဲ့ဘဝရပြီးတော့ဩသစ္စာတရားရတဲ့အတွက်တော့ဘဝနဲ့ဘဝနဲ့သိခြင်းတို့နဲ့သိခဲ့ဒီကားတော့သိခြင်းအောင်နဲ့ဒီရသိတော့မဟုတ်ဘူးနေရပြောသေတော့လေသေခြင်းကောင်းပဲနေရတော့လေသေခြင်းကောင်းဒီလင်းဒီသားဒီမယားတွေနဲ့ဟလာအတွေးပေါ်ကြီးကြီးနဲ့ဟလာဒိဋ္ဌိပြုတ်ထားတဲ့အတွက်ဉာဏ်နဲ့တဏှာနဲ့ဖြစ်ကြောတူလို့နဲ့မပူမပင်မကြောက်မကြမတော့တာပဲနဲ့
မိမိတို့ရရှိတာလေဒီလင်းဒီမြတ်ဒီသားဒီလာသမီးတွေနဲ့အခုစစ်တညာကိတ္တညာကတညာဆို၄ပါးသောစစ်ဆညာနဲ့ဒီဘဝမှာတတ်တော့ပြောကပါကဘောကသွားကနဲ့ဒီလိုစစ်မှန်တဲ့သာသနာပြုနိုင်တဲ့ပုဂ္ဂိုလ်များဖြစ်ပြီးတော့ဒီနေ့ကလောကဖြစ်တဲ့လောကုတ္တရာဖြစ်တဲ့ဒီရင်လာမှုတဲ့ဆိုပျော်ရွှင်တဲ့အရိယာသူတော်ဟောင်းများဘဝမိသားစုနဲ့ရကြပါသည်